တရားပြီးတော့ပြီးတော့လေဘာရလဲဆိုရင်ကောင်းစီ
မတိဘူးအမှန်ကတော့တရားအစလေးမတိဘူးအလေးလေးမတိဘူးအဆုံးလေးမတိဘူးဆိုရင်မခက်သေးဘူးလားခက်မှာပဲလားဒါကြောင့်ဘုရားဒီလိုတည်နာကြမတာကြရမှာပါဒီတော့ဒီနေ့မဟာကမ္မနာသရိယကုဏပူဇာတဲ့နော်အဲ့တော့မဟာကမ္မနာသရိယကုဏပူဇာဒီနေ့ဘယ်သူကိုပူဇော်ရတယ်လဲဆိုလို့ရှိရင်ကိုယ်နာခဲ့တဲ့ဘာပုံရ50ကြည့်ဘောဂရတည်းနော်ဝိကရမဆရာဘုရားဒီကိတ္တလေးကြီးရောတက်တော့တောင်ကြောင်းမှာတရင်လုံးကြီးတဲ့အစကာလကြီးတကယ်အောင်နဲ့ဘာပုံရမှန်အောင်ဒီဘုရားဟုတ်ဘာပုံရ50ပြည့်လို့ထင်တာလေအဲ့ဒါမှလည်းမမြင်ရနော်အဲ့လိုဖြစ်ပါလေနော်အဲ့တော့ဘုရားအဲ့ဒါပြန်ပြည့်တဲ့အခါမှာအခုဘလောက်တော့ကြာတော့နေ30ကျော်တော့နေနော်30ဆိုတော့ဘုရားအဲ့ဒီတော့ဘုရားကိုယ်လည်းတကယ်ကမိုင်းမှာနော်ဘုံထင်တာတော့နော်အဲ့တော့မိုင်းလေးပဲအမှန်ကိုပြင်ကြအဲ့တော့ဘုရားယာကုမဟာကမ္မနာသရိယဘုရားစိတ်ကိုနိုင်ငံတော်အစိုးရကနေစက်ကပူဇော်ခံရတဲ့ယာကုမိဂရာမဏရိတ်တာဉာဏ်တော်နဲ့တည်းလုံးနေတဲ့ဆရာတော်ကြီးဘုရားခဲ့တဲ့နှစ်30ကျော်လောက်တုန်းကဘုရားဒီပြည့်စုံကြီးရောတက်တော့တောင်ကြောင်းမှာတည်းလုံးနေတဲ့ဆရာတော်ဖြစ်ပါလေနော်အဲ့ဒီတော့ဒီဆရာတော်ရားကြီးယခုမဟာကမ္မနာစရိယဆိုတဲ့ဝိရစိတ်တော်ကိုရရှိခြင်းဒီတော့ဒီမဟာကမ္မနာစရိယဆိုတဲ့ဝိရစိတ်တော်ကမ္မထံတရားပြတဲ့နေလေခြင်းမှာဝိရစိတ်တော်3ခုရှိပါတယ်အဲ့ကမဟာကမ္မနာစရိယမဟာကမ္မနာစရိယရိုးကမ္မနာစရိယဆိုပြီးတော့ဝိရစိတ်တော်3ခုရှိတယ်ဒီလိုဘုရားတော်ကမ္မထံပြဆရာတော်များကိုစက္ကတဲ့ဝိရစိတ်အဲ့ဒီဝိရစိတ်တော်3ခုချင်းမှာဘုရားတော်မိဂရာဆရာတော်ဘုရားကအလတ်တန်းစားဖြစ်တဲ့မဟာကမ္မနာစရိယဆိုတဲ့ဝိရစိတ်တော်ကိုနိုင်ငံတော်အစိုးရကနေဘုရားတော်လွတ်လိုက်တဲ့နေ့မှာစက္ကခံရရတယ်အဲ့တော့အဲ့ဒီမဟာကမ္မနာစရိယလို့ပါဠိလိုအမည်ပေးထားတဲ့ဘုရားစိတ်တော်ရဲ့အနှစ်သာရတဲ့တွေကဘာတွေဘလို့တဲ့ဖြစ်ရှိတယ်ဘလို့နားရရမယ်ဗျာလို့ဘုရားကလည်းမလည်းဒီဖို့ဘလို့ဘူးလားဒီပါလေမှာအခုဘုရားကောင်းစီမှာဘုရားဘုရားကထားတဲ့မဟာကမ္မနာစရိယဆိုတဲ့ဒီပါဠိစကားလုံးဝိရစိတ်ရဲ့အမည်နာမအဲ့ဒီမှာမဟာကမ္မဌာနအာစရိယမဟာဆိုတဲ့စကားလုံးတစ်လုံးကြီးပြောကြည့်ပါမဟာဆိုတဲ့စကားလုံးတစ်လုံးကမ္မဌာနဆိုတဲ့စကားလုံးတစ်လုံးပြီးရင်အာစရိယဆိုတဲ့စကားလုံးတစ်လုံးစကားလုံးတစ်လုံးနဲ့သုံးလုံးတော့မြင်တော့တယ်တော့အဲ့တော့ဘာဖြစ်လို့တို့ဒီဆရာတော်ရဲ့မဟာကမ္မနာစရိယကိုပူဇော်နေရတယ်ဆိုတာအနည်းဆုံးအဲ့ဒီဝိရစိတ်တော်ရဲ့အထိပ္ပယ်ကိုလည်းနားလည်ဖို့မကောင်းဘူးလားနားလည်ဖို့ကောင်းတယ်မဟာဆိုတဲ့စကားလုံးမဟာဆိုတာကတော့အမှန်တမ်းမှကြီးမြတ်တယ်လို့တည့်ပြရမဟာဆိုတာလို့လည်းပြရတယ်ကြီးမြတ်တယ်ကြီးကျယ်တယ်ခမ်းနားတယ်လို့ဒီလိုမျိုးအထိပ္ပယ်ရတယ်နော်မဟာဆိုတဲ့စကားလုံးပြီးကမ္မဌာနဒါကတော့ကမ္မထံလို့ခေါ်တယ်ဘာလို့ခေါ်လဲကမ္မထံလို့ခေါ်တယ်ကမ္မထံဆိုတဲ့စကားလုံးကိုဒီထက်နားလည်အောင်ပြောရမယ်ဆိုရင်ကမ္မထံနဲ့ဝိပဿနာဘာလဲပါတော့ကမ္မထံနဲ့ဝိပဿနာဒီလိုနဲ့ပြရတယ်နော်အဲ့ဒါကမ္မထံဆိုတဲ့စကားလုံးရဲ့အဲ့ဒီကမ္မထံနဲ့ဝိပဿနာနော်ပြီးရင်အာစရိယတဲ့အာစရိယဆိုတာ
ဆရာကြီးအဲ့ဒီတော့အာရောဒီမဟာကမ္မနာစရိယဆိုတဲ့အဲ့ဒီစကားလုံးကိုပေါင်းပြီးတော့အထက်ပြီးဖြစ်ဆိုတဲ့အခါအမှန်တမ်းကြီးမြတ်တဲ့သမထဘာဝနာဝိပဿနာဘာဝနာပြီးဟူသောကမ္မထတရားတွေကိုအာစရိယကောင်းကောင်းမွန်မွန်စနစ်တကျသင်ပြနိုင်သောဆရာတစုတဲ့တော့ပါရဲ့လားမဟာကမ္မနာစရိယဝိတ္တစိတ်တော်ရဲ့အတဲ့ကအမှန်တမ်းကြီးမြတ်လာဆိုတော့သမထဘာဝနာဝိပဿနာဘာဝနာဆိုတဲ့တရားအားထုတ်ဉာဏ်များကိုသေသေးရှာရှာလမ်းညွှန်ပြနိုင်သောကမ္မထပြဆရာဆိုတဲ့ဝိတ္တစိတ်နော်ဒီဝိတ္တစိတ်တော်ဒီကနေ့ဘုံတော်ဟောထားခဲ့တဲ့နေပါတော်စိတ်ကျော်ကဧကကလတောင်ကြားမှာရင်းသုံးနေထိုင်နေတဲ့ယခုရန်ကုန်တိုင်းဒေသကြီးအယုနာလမ်းရှင်စီရာွယ်မင်္ဂလာတော်မြို့နယ်မှာတည်ရှိတဲ့ဘုံတော်ဝိရမဏရဲ့တာဆရာတော်ဘုရားသည်ဒီကိစ္စတော်ဝိတ္တစိတ်တော်ကိုရရှိတဲ့အတွက်ကြောင့်ဘုံတော်မိဂရာဆရာတော်ဘုရားရဲ့ဒီလကမာလေးကိုပညာပေါ်တရားများကိုအာရုံပြုခါဒီကနေ့ကပ္ပလတောင်ကျောင်းဆရာတော်ဗဒန္တဆရာတော်ကန္တဆရာတော်ဗဒန္တကန္တတာရဏေတော်ဆရာရဲ့အဘိဓမ္မာများဖြစ်ကြတော့ပြည်သူရင်ကြီးတော်တရားမောဘုရားတော်နဲ့တော်ဗျာဒီရာဝေကရောက်လာကြတော့ဆရာရဲ့အဘိဓမ္မာမောဘုရားတော်ကဒီကနေ့ဆရာတော်ဘုရားရဲ့ဒီလကမာလေးကိုမဟာကမ္မနာစရိယဝိတ္တစိတ်တော်ကိုဂုံပြုပူဇော်ကြတယ်ဒီလိုဟုတ်လားနော်ဂုံပြုပူဇော်ကြတယ်အဲ့ဒီတော့ဘုရားတရားမှာမိဂရာမဆရာတော်ဟောတော်ခဲ့တဲ့ကာလတောင်ကြားမှာတရင်သုံးခဲ့တဲ့ကာလတစ်ချက်တော့အာယုံပြုပြီးတော့တဲ့ရဲ့ပုံရဲ့လေးတွေနည်းနည်းလေးအာယုံပြုကြည့်ကြတော့နော်ဆရာတော်ဘုရားဟောဒီကာလတောင်ကြားမှာအဲ့ဒီမှာဘုရားတော်ကြီးရှိတာဒီမရှိဘူးလားလမ်းလေးပဲဒီတော့ကောင်းရဲ့မကောင်းဘူးလားပြန်နေမှာခက်ခဲတဲ့လမ်းစတဲ့ရလေးခက်ခဲတယ်နော်ခက်ခဲတယ်အများကြီးအဲ့ဒီကြားထဲမှာဘုရားလည်းခဏခဏဒီဘက်ကိုရောက်ရတဲ့အခါကျတော့ဘုရားတိတ်တက်တော့တောင်းဒီကနေ့ညချတော့တော့တယ်15မိနစ်တော့ကြာပါမယ်နော်15မိနစ်တော့ကြာတယ်ကိန်းကလည်းတော့အခုကတော့ဘုရားလည်းလမ်းတွေကဖြောင်းပြပြီးတော့ဆရာတော်ဘုရားကတိတ်ချာချာနဲ့သာသာပြုတာတွေ့ရတယ်အမှန်တမ်းဝမ်းသာတယ်ကောင်းအဲ့တော့အခုမိဂရာမဏရဲ့တာဆရာတော်ဘုရားဘုရားရဲ့ကာလကဒီနေရာမှာသာသာပြုခဲ့တဲ့အရှင်ရောက်လာခဲ့တဲ့အရှင်ပြည့်တာဒီနေရာမှာတွေဟာလေဘုရားမိဂရာမဏရဲ့တာဆရာတော်ဘုရားပစ္စည်းလေးပါနဲ့ထောက်ပံ့ယူရန်ကြတယ်အဲ့ဒီရှင်မှာမိဂရာမဆရာတော်ဘုရားဒီကမ္မထံကြီးပြဆရာတော်ဟုတ်လားမဟုတ်လားမဟုတ်ဘူးနော်ဒီနေရာဒေသမှာတရင်တော်နေထိုင်ကျဲစဉ်တုန်းကမိဂရာမဆရာတော်ဘုရားဒီကိစ္စတော့ကမ္မထံဥပဒနာတရားတွေကိုကြားရတဲ့ဆရာတော်မဟုတ်သေးဘူးတို့တော့ဒီနေရာမှာဘုရားလည်းလည်းကြီးရကာလတောင်ကြောင်းတရင်တော်နေရင်းနဲ့ဘုရားမိဂရာမဆရာတော်ဘုရားဒီသမထဘာဝနာဥပဒနာဘာဝနာတရားတွေကိုကျင့်ကြံအားထုတ်ရင်းနဲ့ဘာတွေတွေ့ခဲ့တယ်ဆိုရင်ဓမ္မနဲ့တွေ့ခဲ့တယ်ကိုယ်တိုင်ဒီကဘတောင်ကြောင်းမှာပြည်သူတွေကြီးရောပါသမထဘာဝနာဥပဒနာဘာဝနာတရားတွေကိုကျင့်ကြံပေါ်များအားထုတ်ရင်းနဲ့အဲ့ဒီမှာတရားဓမ္မတွေကိုရှာဖွေသိရှိပြီးတော့ဒီတရားဓမ္မတွေကိုကိုယ်တိုင်ရှာဖွေသိရှိလို့လေတရားဓမ္မတွေငါသိရှိထားတဲ့တရားဓမ္မတွေကိုတရားဓမ္မတွေသိရင်သိကောင်းပါပြီဆိုတဲ့ဆရာတော်ရဲ့မေတ္တာတရားနဲ့ကရုဏာတရားတွေမှတ်ချုပ်ပြီးတော့ဒီနေ့အချိန်ကမျိုးမှာအဲ့ဒီပေါင်းများစွာသမထဘာဝနာပဋ္ဌာနာဘာဝနာတရားတွေကိုကိုယ်တိုင်နဲ့အားထုတ်တယ်တရားဓမ္မဘာဝနာတွေကိုလည်းလမ်းညွှန်ပြတာတဲ့အခါမှာနှစ်ပေါင်းကြာလာတဲ့အခါမှာယောဂီပုရိသကလည်းမနေတော့ပါဘူးနေရာဒေသပြည်ရင်းပြည်ပါအဲ့ဒါသာနာပြုရင်းနဲ့ဘုရားဒီကနေ့ဒီဆရာတော်ဘုရားအေးနော်အဲ့ဒါသာနာပြုတဲ့သာနာပြုလုပ်ငန်းတွေကိုဂုဏ်ပြုသောအားဖြင့်ကြီးမြတ်သောအားဖြင့်နိုင်ငံတော်ကမ
ဟာကမန္တနာသရိယဝိရဇေတောစက္ကကုလန်ဒီကအာယုပြုနေတာဒီကနေ့တော့မဟာကမန္တနာသရိယဝိရဇေတောရရှိလာရှိသည်ဘုံတော်ဒီပြည့်လင်းကြီးရောကအစပြုတယ်လို့ပြောလို့ရှိရင်မှားတယ်ပါဒါကမှလည်းအဲ့လိုအာယုပြုကြည့်ပါဒီကနေ့မိဂရာမန္တနာသရိယဆရာတော်ဘုရားရရှိလိုက်တဲ့မဟာကမန္တနာသရိယဝိရဇေတောဒီတို့ရောပြုတဲ့သားကနေအစပြုတာပဲလို့ဒီလိုလေအာယုပြုကြည့်တာဘယ်တော့ကြည်ယူစရာကောင်းတယ်ဘယ်တော့ဝမ်းသာစရာကောင်းတယ်ဉာဏ်မှာနေရင်းနဲ့ရတယ်ဒီနေရာမှာဆရာတော်ဘုရားအရင်သုံးနေထိုင်ပြီးတော့အနေကြီးလို့ဆိုလို့ရှိရင်ဒီကမ္ဘာအားလုံးကြီးကိုလေအလင်းဉာဏ်ဆိုလင်းဉာဏ်ဆိုရသမားရမယ်မရရှိလေမရဘူးတော့ဆရာတော်ဘုရားဒီနေရာမှာတည်င်းတော်နေခဲ့တဲ့အတွက်ကြောင့်ဟောဆရာတော်ဘုရားရဲ့ဒီနေရာဒီဓမ္မကိုသိရှိဖို့ရတဲ့အတွက်အောင်မြင်လို့လည်းပြောလို့မရဘူး။ရတယ်လားဒါကြောင့်ဘောတော်အာမတော်ပြည့်ပြည့်ရောဓမ္မတော်တော်တဲ့ကောဘောတော်ဒီကံနဲ့တာဆရာတော်ဘုရားကြီးရဲ့ဒီဘက်ကဓမ္မတရားရှိတဲ့စိတ်ကဝင်ကြအောင်အာမတော်ဘုရားပေါင်းရဲ့တလုံးသားဖြစ်မှာအာယုပြုနေတာဒီကနေ့ဒီကံဆရာတော်ဘုရားရဲ့ငါတော်ဆွဲကနေရှိမြရှိခံရတော့မဟာကန္တနာသရိယဝိရဇေတောဒီဒုယောကအစပြုခဲ့တာပဲလို့ဘုံတော်အရာမဘုရားကောင်းမြတ်ဒီလိုလေအာယုပြုကြည့်တာဒါကအမှန်တရားမဟုတ်လားအမှန်တရားပဲဂုဏ်စရာမကောင်းဘူးဂုဏ်စရာကောင်းတယ်ဒါကြောင့်ဒီကနေ့ဟောတို့ရလည်းမိဂရာမန္တနာရဲ့ဆရာဘုရားကြီးတို့ဂုဏ်ပြုလို့မဖြစ်ဘူးဉာဏ်မှာတော့ဂုဏ်ပြုပူဇော်ဝေကျင့်ပါပြီတို့ရအစပြုခဲ့တဲ့ဒီကမဟာကမန္တရိယမဟာကမန္တနာသရိယဝိရဇေတောခုနပူဇာတဲ့ကိုလေးလေတို့ယောဂလေးလေဘုပြုနေတယ်ဆိုပြီးတော့ဘုံတော်ကလာအခုကလာဆရာဘုရားနဲ့ဒီမိတ္တကဓမ္မပေါင်းလာတော့စပေါင်းပြီးတော့နော်အဲ့တော့တိုင်တင်ပြီးတော့ပြုလုပ်ခဲ့တဲ့အခါမှာဒီကနေ့မဟာကမန္တနာသရိယခုနပူဇာဒီကနေ့ညအထုဓမ္မတဲ့တရားမြတ်မြေကိုရောက်ရှိလို့လာခဲ့ပြီအောင်မြင်တော်ပြီဘာလဲတော့လေအောင်မြင်တော်ခဲ့ပါပြီဒါကြောင့်ဘုရားဒီကနေ့အဲ့လိုမျိုးဆရာနဲ့တရားနဲ့တွေ့ပြီးတော့စုပေါင်းပြီးတော့ဘုရားအပြန်အလှန်တရားနဲ့တရားအပြန်အလှန်နားလည်ထားကြပြီးတော့အဲ့လိုမေတ္တာကိစ္စတွေရှင်ပြီးတော့ပြုလုပ်တဲ့အခါမှာဘုရားဒီကနေ့ဒီအောင်မြင်တဲ့နေရာကိုရောက်ရှိလာခဲ့ပြီဖြစ်ပါလေဒီလိုမျိုးဘုရားတော့နော်ခုနပူဇာဓမ္မတရေကိုစင်ကြည့်မှဉာဏ်လို့ဆိုတာဒီခေတ်ဒီအနေထားမှာဘုရားဓမ္မတွေမိမိတို့ဒီလိုမျိုးနော်ပြုလို့စီမံရတာဒီခက်ခဲပင်ပန်းကြလိမ့်မယ်လို့ဘုရားဒီလိုမျိုးယူဆဘုရားဓမ္မတွေဒီနေ့ခေတ်ဒီထားမျိုးမှာဒီလိုမျိုးဘုရားလို့ဆိုတာခက်ခဲဘူးလားခက်ခဲတယ်စိတ်တွေရှိဖို့လိုတယ်ပြီးတော့စိတ်ရှိအောင်လည်းတော့မရဘူးအဲ့တော့ဒီရဲ့စိတ်တဏ္ဍာမှာရှိလာတဲ့နော်အဲ့တော့စိတ်ရှိပေမဲ့လည်းအဲ့ဒီကိုရှိတဲ့အတန်အကောင်တွေပေါ်နိုင်ဖို့ဆိုတာလေးပဲဘုရားကပစ္စည်းဥစ္စာကရှိဖို့လိုလို့လားပစ္စည်းဥစ္စာလေးပဲရှိဖို့လိုပါလေဒီတော့ဒီကနေ့ဘုရားဆရာတော်ဘုရားရဲ့ယခုကဆရာတော်ဘုရားနဲ့ဒီလိုဒီရောကနော်တရားမှာတော်တော်ကောင်းတဲ့တော့ဝန်တော်ဆက်ရှိတဲ့ပြင်ဆရာရဲ့ဘေးတရားမှာစပေါင်းပြီးတော့ဒီလိုအတိအကျရင်ထဲမှာတထာကိုရှေခံပြီးတော့နော်ဒီကနေ့ခုနပူဇာတပင်စီရင်ကြည်ပါရှင်အောင်မြင်ရှင်တို့ရောက်ရှိလာခဲ့ပြီဘာကိုရှေခံတယ်လဲတထာတရားကိုအခြေခံတယ်ပြန်တော့ကြည့်ပါဘာကိုရှေခံလဲတထာတရားတဲ့ဘုရားရဲ့လုံးသားဖြစ်မှာတထာတရားရှိဖို့လိုတယ်။ဘာတရားရှိဖို့လိုလဲ။တထာတရားရှိဖို့လိုတယ်။ဒါကြောင့်ဘုရား
သူဆိုတာလုံးဖြစ်မှာမဟုတ်ဘူးဒီတော့ဘာမှတော့အာမဘုရားကောင်းရဲ့တန်တန်မှာတရားဆိုတဲ့စိတ်ထားလေးရှိလာတယ်တရားဆိုတာကတော့မြန်မာလိုပြောရင်ယုံကြည်တာပြောရပါတရားကမြန်မာလိုပြောရင်ယုံကြည်တာယုံကြည်ခြင်းဆိုတာဘုရားဘောကယုံကြည်တာတရားဘောကယုံကြည်တာသံဃာဘောကယုံကြည်တာအဲ့တော့ဘုရားအဲ့ဒီအခုမဟာကန္တာသရိယဘုရားစေတော်နိုင်ငံတော်ကျမ်းရဲ့စကားပူဇော်ခံရတဲ့ဘေကံကရဏိကဆရာတော်ဘုရားရဲ့ဒီကတော့တမာတိတော်ပညာတော်များတွေတော့ယုံကြည်ရှင်တဲ့အဲ့တော့မင်းရဲ့လောကလေးမှာဒီတရားတရားရှိတော့တာလေဒီနေ့ဆရာတော်ဘုရားရဲ့ဒီကတော့တမာတိတော်တရားများကိုဘုရားတရားမှာပူဇော်ဂုဏ်ပြုနေကြရှိဖြစ်ပါတရားတရားမရှိဘူးဆိုရင်ဒီခုလိုဂုဏ်ပြုပူဇော်ဝိဆိုတာဖြစ်လာတဲ့အကြောင်းပဲရှိဘူးတော့ဟောတော့တရားတော်မှာတဲ့တန်တန်မှာတရားတရားရှိလာပြီဆိုလို့ရှိရင်တရားစိတ်ရှိလာပြီဆိုလို့ဒီစိတ်ဥစ္စာရှိတယ်ဖြစ်စေမရှိတယ်ဖြစ်စေဟောတော့လူတွေရဲ့တန်တန်မှာတရားဆိုတဲ့စိတ်ရှိလာပြီဆိုလို့ရှိရင်နာမည်လူရှင်ချမ်းရှင်တဲ့စိတ်ကလေးပေါ်လာတယ်။ပေါ်လာတဲ့တန်တန်ကိုပြန်ပြီးတော့ကိုယ့်ရဲ့စိတ်ကလေးကိုပြန်ကြည့်။ကိုယ်စိတ်မှာတရားစိတ်ကလေးတွေပေါ်လာပြီးကျင်လူစိတ်ကလေးတွေပေါ်လာပြီးဆိုလို့ရှိရင်စိတ်ဖြစ်ပါပေါ်လာတယ်။လူရှင်ချမ်းရှင်တဲ့ပေးရှင်ချမ်းရှင်တဲ့စိတ်ကလေးပေါ်လာ။ပေါ်ပါတယ်ဗျာ။ဉာဏ်မှာလည်းပေါ်မှာတိလရှိတဲ့ဉာဏ်မှာလည်းပေါ်။စာပေပရိယာတိသင်ကြားနေတဲ့ဉာဏ်မှာတော့တရားကြည့်နေတဲ့ဉာဏ်မှာတော့အဲ့ဒီပုဂ္ဂိုလ်ရဲ့အပေါ်မှာလူရှင်တန်းရှင်တဲ့စိတ်ကလေးပေါ်လာပြီးလို့ရှိရင်ကိုယ်တဲ့မြင်ပါတဲ့ပုဂ္ဂိုလ်တွေပေါ်မှာလည်းတွေးရှင်တဲ့စိတ်ကလေးပေါ်လာပြီးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တန်တန်မှာပါရှိနေတယ်တရားတရားရှိနေပြီဟုတ်ရဲ့လားအဲ့တော့တရားရှိနေပြီဆိုလို့ရှိရင်လူရှင်တန်းရှင်တဲ့စိတ်ကလေးပေါ်လာတယ်ပေးရှင်ကန်းရှင်တဲ့စိတ်ကလေးပေါ်လာတယ်ပြီးဘောတော့ဒီလစောက်တီလို့တဲ့စိတ်ကလေးပေါ်လာတယ်ဘာလို့ရှိတဲ့စိတ်ကလေးပေါ်လာလဲဒီလစောက်တီလို့တဲ့စိတ်ကလေးပေါ်လာပါတယ်ကိုကြီးဒီလစောက်တီလို့တဲ့စိတ်ကလေးပေါ်လာတယ်ပြီးတော့သမထဘာဝနာဝိပဿနာဘာဝနာတရားများကိုကျင့်ကြံပေါ်များအားထုတ်လို့တဲ့စိတ်ကလေးပေါ်လာတယ်တရားရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တန်မှာမိမိတို့ရဲ့တန်တန်မှာတရားရရှိလာပြီဆိုလို့ရှိရင်ဘာလဲပါပေါ်လဲလူရှင်တန်းရှင်ပေးရှင်ကန်းရှင်တဲ့စိတ်ကလေးပေါ်လို့လားပေါ်လာတယ်ပြီးရင်ဒီကဆောင်းရည်လို့တဲ့စိတ်တရားအကျင့်လို့တဲ့စိတ်မိမိကြည်ညိုရမိမိယုံကြည်ရဟောတော့ယခုမိဂရာကရဏနေတာဆရာတော်ရဲ့မဟာကရဏစရိယဝိရစိတ်တော်စကခံရတဲ့အခါဘုရားနောသားတိမှာဂုဏ်ပြုပူဇော်လို့တဲ့စိတ်ဒီလိုမရှိကြဘူးရှိကြတယ်တရားကမှလည်းဘုံတော်တရားပရိသတ်ဘုရားကောင်းတယ်ဒီကနေ့ဂုဏ်ပြုပူဇော်ပဲကုသိုလ်တရားပြုလို့ရတယ်ဆိုတာဒီခေတ်မှာဒီကာလမှာရှိလို့ဒီကာတဲ့တီလို့လူကြတယ်ပြောရပါရှိလို့လူရှိတယ်ဘာပဲလို့လူကြတာလဲတီလို့လူကြတယ်ဆိုတာဘုံဒီလိုနားဘာလို့လဲဒီကာလမှာခက်ခဲကြအောင်လားခက်ခဲကြတယ်ဘုံတို့နော်အာရုံပြည့်တဲ့အခါမှာပြုလုပ်ရတာပါလေစီဘော်ရင်အစရှိတဲ့တရားရပါကြတယ်ခက်ခဲပြီးတော့ပြန်ပန်းကြတယ်ဘာလဲဝိရိယလည်းမများဘူးလားများတယ်ဒီဝိရိယလူရတာမဟုတ်ဝိရိယမှာဘာလို့ရလဲလူရတယ်တန်းရတယ်ဒါပေမဲ့တာမန်တရားတရားတွေကတော့ဘုံတို့မရဘူးတကယ်ကိုကြီးများတဲ့တရားတရားတဲ့နော်ဒီကနေ့အဲ့လိုနေပြီးတော့ဘုံတို့အားကြီးတဲ့တရားတရားရှိတော့တာရင်ဒီကနေ့ကျင်းလင်းကြီးတော့တော့တောင်ရောက်ဆရာတော်ဘုရားနဲ့ဘုံတို့တရားမှလည်းစပောင်းပြီးတော့ဒီကနေ့မိဂရာမှာလည်းရေးတာဆရာတော်ဘုရားရဲ့မဟာကမ္မနာစရိယဒုက္ခပူဇာတပည့်ဒီတဲ့အောင်မြင်ခဲ့ပါပြီဒါပါရမယ်ဆိုရင်နံပါတ်၄ပါရမယ်
ရားကြောင့်တခါတခါဘုန်းရဲ့တန်တန်မှာဘုရားဘာသာဝင်သူတော်ကောင်းတွေဖြစ်တဲ့အတွက်ကြောင့်ဒီထဲမှာတခါတည်းဒီစီအောက်တာရှိတာလည်းရှိတယ်။တော့ဒီစီအောက်တာမရှိတဲ့အခါမှာလည်းဘုန်းတော်စိတ်ထဲမှာတခါတခါလူရှင်တန်းရှိတဲ့တရားတွေဖြစ်မဖြစ်ဖြစ်တယ်ပေါ့။ငါတော့အားဖြင့်ဒီစီအောက်တာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအခုဆိုရင်ဘုန်းတော်လူရှင်တန်းရှိတဲ့တရားတွေကပေါ်ကြတာပဲ။ဉာဏ်အားရောဘုမြင်ရတဲ့အာလူရှင်တန်းရှိတဲ့ပရိယာစာပေသင်ကြားတဲ့ပုဂ္ဂိုလ်တွေကိုတွေ့တဲ့အခါမှာလည်းလူရှင်တန်းရှိတဲ့တရားအလုံးနေတဲ့ဉာဏ်အားရောဉာဏ်ရောဒီပါဘုရားကောင်းတယ်မြင်တဲ့အခါမှာလည်းဒီလိုတဲ့တန်တန်မှာဘုရားဘာသာဖြစ်တဲ့အတွက်ကြောင့်စိတ်ရပါပြီလူရှင်တန်းရှိတဲ့တရားတွေကပေါ်လာတယ်ဒီမှာထိုင်နေနေတဲ့စိတ်တွေမှာတော့ဒီလိုက်ပေါ်လာတယ်ဒါပေမဲ့စိတ်ထဲမှာပေါ်တဲ့အဲ့ဒီကုသိုလ်တော့ဖြစ်သလားဆိုရင်ဘုရားတရားမှလည်းတော့ဖြစ်တယ်စိတ်ထဲမှာတော့ခဏခဏတော့တရားစိတ်ပေါ်လာပေါ်လာတယ်ဘုရားရဲ့စိတ်တန်တန်မှာတရားစိတ်တွေပေါ်လာတယ်လူရှင်တန်းနေတယ်တရားအားထုတ်ခြင်းနဲ့ဥပ္ပတိလစသည်ရှိတယ်စိတ်ကတော့ပေါ်လာတယ်ဒါပေမဲ့အဲ့ဒီပေါ်လာတဲ့စိတ်ကိုအကောင်ကြီးအမြဲတမ်းပေါ်ဖြစ်သလားဆိုရင်အကောင်ကြီးမပေါ်ဖြစ်စိတ်ကပေါ်လာကအခါတရားလောက်ဖြစ်တာကတခါဒီလိုပေါ့လားနော်အဲ့တော့တရားပေါ်လာတဲ့တရားဒီအကောင်ကြီးရှင်းရလာတာမဟုတ်တခါတခါဘုန်းရဲ့တန်တန်မှာတရားများကတရားဟောတယ်ဘောအခက်အခဲတွေကြုံတဲ့အခါမှာစီပေါ်ရေးလောကကြီးကဘောအစမြင်တဲ့အခါမှာငါဒီအတဲ့ဘောတွေကကုသိုလ်ကံလေးအားနေပြီလို့ဒီပြစ္ဆုတ်ဘောဒါနကောင်းသီလကောင်းဘာဝနာကောင်းနေတယ်ငါကျိုးစားပြီးတော့ပြုလို့ရမယ်ဆိုတဲ့တရားများလေးပေါ်ကြဒါပေမဲ့အဲ့ဒီပေါ်တဲ့တရားများတွေတခါတခါပြေးပြောင်းတော့ပျက်စီးသွားတာလည်းမရှိဘူးလားရှိတာလေတရားတော်ကဘုရားဘာလို့လဲဖြည့်စည်းနေတယ်တရားတော်ကအပြင်လူတော့မြင်တယ်ရင်ထဲမှာရှိတဲ့တရားစိတ်တစ်ခုတဲ့ဒီနေ့မှာတရားတရားတွေကတခါတခါနေပြီးတော့တရားတရားပေါ်တဲ့အခါမှာပုဒ်ပြောလို့ရှိရင်ဒါပေမဲ့မအားတဲ့အရှင်ဆိုတာလည်းမရှိဘူးလားရှိပါလေနော်အဲ့ဒါလည်းမလို့ဟောတော့ဘုရားတရားမှာဖြစ်ပေါ်လာတဲ့တရားတရားအောင်ဖို့ဆိုတာလေဝေပါမလွယ်ဘူးနော်ဒီတော့ဘောရအဲ့လိုတရားအောင်ဖို့မလွယ်တဲ့အတွက်ကြောင့်မိမိရဲ့တန်တန်မှာတရားအောင်တဲ့တရားဖြစ်လာတဲ့အချိန်အဲ့ဒီဖြစ်လာတဲ့တရားတရားကိုဉာဏ်အကောင်းတွေပေါ်ဖို့မလိုဘူးလားဉာဏ်အကောင်းတွေပေါ်ဖို့လိုတယ်အဲ့လိုမှမဟုတ်ဆိုလို့ရှိရင်မိမိရဲ့တန်တန်မှာဖြစ်ပေါ်နေတဲ့တရားတရားကိုနောက်ဆုံးပျက်စီးတော့တာပါလေဒါကြောင့်ဘောရတန်တန်မှာတရားနဲ့ဝိသရိယအမြဲတမ်းတက်ဝေဖြစ်နေတယ်ဘာလဲပါလဲတရားနဲ့ဝိသရိယတရားဆိုတာဘုရားပြောရင်ဝိယတဏမှာတရားဆိုတဲ့ဒီစိတ်ကလေးပေါ်လာပြီဆိုလို့ရှိရင်လူရှင်တဲ့စိတ်ကလေးစိတ်ရဖြစ်လာပြီးလို့ရှိရင်ဥပ္ပတိကစောင့်ကြည့်လို့တဲ့စိတ်ကလေးပေါ်လာပြီးရင်တရားအားထုတ်လို့တဲ့စိတ်ကလေးပေါ်လာတရားရှိတဲ့ပုဂ္ဂိုလ်နော်အဲ့ဒါလည်းတော့ဒါကဘာလို့ကြည့်လူရှင်တဲ့စိတ်ကလေးပေါ်လာတယ်ဥပ္ပတိကစောင့်ကြည့်လို့တဲ့စိတ်ကလေးပေါ်တယ်တရားအားထုတ်လို့တဲ့တရားဆဲဝင်တဲ့စိတ်ကလေးပေါ်လာတဲ့အချိန်မှာဒီတတိတော့ထားလိုက်ပါဒီလာတော့ထားလိုက်ပါကဲအားတယ်လို့စီပေါ်ရဲ့အစဉ်နဲ့တယ်လို့မလို့တဲ့ဘူးအားတယ်လို့ဥပ္ပတိကဒီဘဝရတဲ့အကြောင်းတော့တရားဆဲလေးပေါ်ရင်တဲ့လို့ဆိုတာအကြောင်းပြတာဒါကအကြောင်းပြတယ်ဆိုရင်အကုသိုလ်ဖြစ်တဲ့မေစရိယစိတ်တဲ့ပါစိတ်မေစရိယစိတ်ဆိုတာကိုယ်ကိုဘာလို့လဲတွန့်တူတာမေစရိယစိတ်ဆိုတာကိုယ်ကိုတွန့်တူတယ်ဆိုတာကိုရှိတဲ့သိက္ခာသာဘောင်းမှာမကြောက်ဘူးဖြည့်ခြင်းတော့မကြောက်ဘူးလားကြောက်တာပဲဘုံလေကြောက်တာလူတိုင်းပါလေပုရိသဘောင်းမှာလည်းကိုရှိတဲ့သိက္ခာသာဘောင်းမှာလူတိုင်းကြောက်တယ်ဒါပေမဲ့အဲ့ဒီသိက္ခာသာကိုဘုမပေါ်လာဆိုရင်ဘောင်းတော့မလို့ရင်လည်းအကြောင်းမျိုးကြောင့်မကုန်နိုင်ဘူးလားကုန်နိုင်တယ်ဒါကြောင့်ဘုရားခါလေးမှာဘုရားတန်တန်မှာတိတ်ဝေးဖြစ်နေတယ်ဘုရားလုံးသားလေးမှာတိတ်ဝေး
ပါလားဒါကမှမဟုတ်တော့ကောင်းလို့တရားလေးဒီနေ့လည်းတန်တန်မှာငါတို့ဘုရားတော်ကောင်းလားမကောင်းဘူးလားမတိုင်ပင်ကြဘူးလားမဆွေးနွေးကြဘူးလားဆွေးနွေးကြတယ်အပြန်အလှန်ဆွေးနွေးကြအဲ့လိုဆွေးနွေးတဲ့အခါမှာဘုရားဒီနေ့လည်းတန်တန်အတိအကျမှာဖြစ်ပေါ်တဲ့မက်ဆီယာစိတ်ကိုဒီနေ့ဘုရားနိုင်ယူလိုက်တယ်ပထမတရားကအာနန်ယူတဲ့အတွက်ဒီနေ့ကပူဇာပြုပူဇော်ဝိအောင်မြင်ဖြစ်မြောက်ပြီးတော့လာခဲ့ပါပြီဒီတော့ဘောရမြတ်စွာဘုရားရှင်လည်းတော့အခါလုံးကတာဝတိပြေပါပြေလေတာဝတိပြေနော်တာဝတိပြေဇေရဝတောင်းတော်မြတ်စွာဘုရားရှင်တည်သုံးနေတော့တည်သုံးနေတော့ဘုရားအခါလုံးကအဲ့ဒီတာဝတိပြေမှာပုံနာလင်မယားနေရာရှိပါလေနော်တာဝတိပြေမှာပုံနာလင်မယားနေရာအဲ့ဒီပုံနာရဲ့အမည်ကတော့ဧကတာကပုံနာလို့ဒီလိုလေးခေါ်ပါတယ်ပါဠိအမည်ကတော့ပတ်စရာလို့ပုံနာလို့မှတ်ရနော်ဘယ်လင်မယားနေရာတော့ပုံနာလင်မယားနေရာအဲ့ဒီတာဝတိပြေမှာနေတဲ့ပုံနာလင်မယားနေရာကိုအမှန်တမ်းစင်းရရှာပါလေဘလို့စင်းရတယ်ဆိုလို့ရှိရင်ဘုံတော်နှစ်ယောက်ပေါင်းမှရှုံးတယ်လေတစ်ထည်ပဲရှိပါလေဘောနာလင်မယားနေရာကိုအဲ့ဒါတော့စင်းရဘုံတော်အိန္ဒိယမှာအိန္ဒိယလူမျိုးတွေမှာဘုံတော်အပေါ်မှာဝတ်တဲ့ရှုံးတယ်ဆိုတာရှိတယ်နော်ဟုတ်လားအဲ့ဒါဘုံတော်ကလည်းမလည်းနားတယ်သူတို့မှလည်းဒီလိုဘုံတော်တို့လေးလုံးအင်းကြီးတခုဝတ်ပြီးတော့ဒီအဲ့ဒီကြီးကိုဘောကရှုံးထားတဲ့ရှုံးတယ်လေတစ်ထည်ရှုံးနေရှိအဲ့တော့ဘုံတော်ကလည်းဒီအင်းကြီးဝတ်တဲ့အခါအကောင်လုံးထားရပါနဲ့ခြေရပါနဲ့ဘာနဲ့လေးကစားလုံးရှုံးဝတ်တယ်သူတို့ကအထက်ကဝတ်တဲ့ဝတ်တွေကြတော့ဘုံတော်ခါးလို့လားဆိုရင်ခါးမလို့ဘူးချက်လေးမလုံးဘူးတဲ့အဲ့ဒါအပေါ်ကရှုံးလေးကိုရှုံးလိုက်တဲ့အခါကျတော့အားလုံးပါတော့လေလုံးသွားတယ်အဲ့ဒါနားလေဘုရားနော်အဲ့ဒီမှာဘုရားပုံနာနေရတဲ့ဒီအဲ့ဒီတရားပေါင်းမှာအပေါ်ယုံရှင်တဲ့ရှုံးခြင်းလေးအထည်လေးရှိပါလေပြောမှဆိုလို့ဒီလိုနားလေပြောမှဆိုလို့တရားပေါင်းမှာအကြီးတစ်ထည်လေးရှိတာအဲ့ဒီမှာအဲ့လိုတရားပေါင်းမှာအကြီးတစ်ထည်လေးရှုံးလေးတစ်ထည်လေးရှိတာဆိုတော့တရားကအပြင်တော့တဲ့အခါမှာတရားကဘာမှနေခဲ့ရတယ်အိမ်မှာနေခဲ့ရဟိုမှာပုံနာကြီးကအပြင်သွားတယ်ဆိုတော့ပုံလေးမှာကအိမ်မှာနေခဲ့ရပုံလေးမှာကအပြင်သွားတဲ့အခါမှာပုံနာကြီးကအိမ်မှာနေခဲ့ရတရားအတူတူပြီးတော့တရားဝင်လာလို့မရဘူးဘာလို့လဲတရားပေါင်းမှာရှောက်တစ်ထည်ပဲရှိပါလေစင်ရတာဒါပဲသူတို့တရားတွေအနေစည်းရင်ပဲနဲ့သူတို့တရားရဲ့ sex standard တွေတရားတရားတွေတူတယ်ပါလို့လေတရားတရားတွေတူတယ်တရားတရားဆိုတာဘောဟောပြီးဒီမှာလူချင်းကန်းရှင်တဲ့တရားတရားမတူဘူးတူပါတယ်ဒီလာရဲ့တူတယ်ကိုရဲ့ဒီလာရဲ့တူတယ်ပြီးရင်ဘာဝနာလေးကိုဆိုလိုချင်တဲ့သဘောတရားကတရားတူတယ်စိတ်တူကိုယ်တူစင်းရဲအတူရှမ်းတာအတူတူနေထိုင်ကြတဲ့နေရာမျိုးပေါ်တော့စင်းရဲဒါပေမဲ့ဆက်လက်ဆရာတို့ဒီမစင်းရဲပါဘူးတဲ့ဒီတော့အဲ့လိုနေပြီးတော့ဘုရားအဲ့ဒီပုံနာနေရာမျိုးတွေနေရာပေါင်းမှာဘုရားပိုင်စတာဆိုလို့ရှုံးတယ်လေဒီလေပိုင်စတာလေအဲ့ဒါတော့စင်းရဲတာအဲ့လိုနဲ့ဘုရားပုံနာကြီးအပြင်ပေါ်ရတော့တဲ့အခါမှာပုံလေးမှာအိမ်မှာနေခဲ့ရတယ်ပုံလေးမှာနေတော့ဘုရားလူမှုရဲ့စိုက်တဲ့ဝိရဒ်တွေတော့တဲ့အခါမှာပုံနာကြီးရတဲ့အိမ်မှာနေခဲ့ရတယ်တရားတူတော်လို့ဘာဖြစ်ဘူးတဲ့အဲ့ဒါတော့စီရတာဒီလိုဘုရားတရားဓမ္မတွေအတူတူတရားနာဖို့တော့အစဉ်ပြေလားမပြေဘူးတရားဓမ္မတွေပေါ်တယ်သူတို့ဘဝကမစိုးဘူးလားအဲ့ဒါမှစီးရတယ်တဲ့
တရားမှာလက်စော်ရည်ကိုတော်များကြီးဒီစေတော်ဝန်တောင်းတော်မှာမြတ်တရားဝေဟောကြားမိဆိုတာကိုဘောတော့နိဗ္ဗာန်စော်ရည်အဲ့ဒီနိဗ္ဗာန်စော်ပြုလို့ကြတယ်နိဗ္ဗာန်စော်ပြုလို့ကြတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီသာဝတိဘုရားချင်းမှာအခုမှမင်းနေကောင်းတော့နော်ဟောဒီမှာလည်းကောင်းတယ်လေဟောအားထုတ်ရတယ်နော်အဲ့တော့နိဗ္ဗာန်စော်ရည်ကနေပြီးတော့သာဝတိမျိုးကိုပြည့်ပြီးတော့ဒီနေ့ညာချမ်းရှင်ကတမယာမှာဘုရားရှင်တော်များကြီးဒီစေတော်ဝန်ကြောင့်တော်မှာတရားရည်ရည်အမြဲစေကိုသိပြီးညာတရားနာဖို့ကျွတ်တော်ကိုရပါလို့ဒီနေ့ဟောတော့ဘာမှပြရမှာမနိုင်တဲ့ဆရာတော်ဘုရားရှင်ဘာကမနာစရိယဘုရားပူဇာဓမ္မလည်းစင်ကြည့်ပါတဲ့ဟောနိဗ္ဗာန်ဆိုတဲ့ကလည်းတရားကိုဖြစ်ကြောင်းရေးတဲ့ကလည်းကောမဒီတရားဓမ္မတွေကအဲ့လိုနေပြီးတော့ရောနေကိုမကျင်ညာဘူးလားကျင်ညာတတ်လို့လေအဲ့ဒါဝတိပြောမှာမြတ်စွာဘုရားကိုယ်တော်ရဲ့ဇေယျတော်မှာတရားဟောဖို့ရန်အတွက်အဲ့ဒီမှာအစ်စ်ပြီးတော့ကြာကြတဲ့ညာဝတ္တန်ကိုကျင်ညာအောင်ပါတဲ့အခါမှာပုံနာကြီးနေရာမြောက်နေတဲ့ပြင်ရှိကြအဲ့ဒီရောက်လာတဲ့အချိန်မှာပုံနာကြီးကနားမှာတော့ဒီကနေ့ညာချမ်းမြတ်စွာဘုရားရှင်ကိုယ်တော်များကြီးဇေယျတော်မှာတရားဟောပြီးငါလေးမြတ်စွာဘုရားရှင်ကိုယ်တော်များကြီးကိုဖူးရှင်လိုက်တာတို့တယ်ဘုရားတော်နေပြီးတော့ခါမှဘုရားရဲ့တရင်တော်နေတဲ့ဇေယျတော်တော်လည်းတို့ခါမှမရောက်ဘူးမြတ်စွာဘုရားရှင်ကိုယ်တော်များကြီးကိုဖူးရှင်လိုက်တာဘုရားကိုဖူးရှင်တယ်ဘုရားနဲ့တွေ့ရှင်တယ်ဘုရားကိုဖူးပြီးတော့မြတ်စွာဘုရားရှင်ကိုယ်တော်များကြီးဟောကြားတော်မူခဲ့တဲ့ဘုရားတရားတော်ကိုနာရရှင်လိုက်တာဘုရားကြီးသူရဲ့အင်ရှင်ရဲ့တရားလေးပေါ်မှာဖန်ပြီးတော့နိဗ္ဗာန်စော်တွေကတရားဝဲကျင့်ညာနေတာကိုနားထောင်နေတယ်ဟောဘုရားဖူးရှင်တယ်ဘာလို့ရှင်လဲဘုရားဖူးရှင်တယ်ဆိုပြီးတော့ပေါ်လာရဲ့လောကထဲမှာဒီလိုပေါ်နော်ဘုရားဖူးပြီးတော့ဘုရားရှင်ရဲ့ဟောတဲ့ဘုရားတော်ကိုနာရရှင်လိုက်တာဒီလိုလေးစိတ်နဲ့ပေါ်လာတဲ့အချိန်မှာဘုရားဖူးရှင်တယ်တရားနာရှင်တဲ့စိတ်ကလေးပေါ်နေတယ်ပေါ်လာတဲ့အချိန်မှာငါတရားနာတော့လို့ရှိရင်ငါတရားကိုတော့လို့ရှိရင်ပုံလေးမှာအိမ်မှာကြံပေးရမယ်ဘယ်သူကအိမ်မှာကြံပေးရပုံလေးမှာအိမ်မှာကြံပေးရမယ်ငါတရားကိုတော့လို့မကောင်းဘူးတရားတော်ရှင်တယ်တရားတော်လာရှင်တယ်ဒါပေမဲ့တရားလေးတော့ရင်ပုံလေးမှာကိုအိမ်မှာထားပြီးတော့မရဘူးဘုရားကြီးကအဲ့လိုတွေးတယ်ဘုရားတရားလေးကအဲ့လိုတွေးတယ်တရားမလေးကတုတ်ထားခဲ့ရတယ်ဘုရားကြီးကအဲ့လိုကိုယ့်ရဲ့အင်းရှင်ရင်ဒီကားလေးအင်းရဲ့ဒီကားရှင်မှာထိုင်တဲ့အဲ့လိုနိဗ္ဗာန်စော်ရဲ့တရားဝေပညာတော်နာတော်ရဲ့ဘုရားကြီးကဘုရားမှုရှင်တယ်တရားနာရှင်တယ်ဒါပေမဲ့သူတရားလေးမတော်ရှိဘူးသူလည်းပေါ်ရှင်တယ်ပုံရင်းမှာကိုလည်းပေါ်ရှင်တယ်မထားရှိဘူးနော်တရားနာရင်လည်းအတူတူတရားသိရင်လည်းအတူတူပဲနိဗ္ဗာန်သွားရင်လည်းပါလေတော့အတူတူကြည်ကြခင်ကြတော့လေကြည်ကြခင်ကြတော့အဲ့လိုမဟုတ်လားဒါပေမဲ့ကြာလာတော့ဟုတ်လားအတူတူမတော်ရှင်တော့အဲ့တော့အဲ့ဒါမှလေအဲ့တော့အားလုံးအတူတူပါကြတရားပါနော်တရားပါရင်လည်းပါကဲအဲ့တော့ဘုရားကြီးရတယ်ဒီလိုပဲတော့အတူတူလာအတူတရားနာလေအတူတူတရားရရင်လည်းအတူတူအတူတူလို့အင်းတူဖြစ်နေကြတယ်ပုံနာနေရတယ်အဲ့တော့ဘုရားကြီးရတယ်ကအဲ့လိုတရားနာတယ်တရားပုရှင်တယ်ဒါပေမဲ့သူတို့မှာတရားပေါင်းမှာရှောင်ထေတဲ့တွေပဲရှိတာတရားနာတော့ရင်တရားကအ
မာကြံခဲ့ရတယ်တရားနာစီတာတော့အတူတူနာခွင့်မရတဲ့ဘောအဲ့လိုကိုသိရနော်ဘုရားတရားဘာလဲပုံနာနေနေရတဲ့ကံကောင်းဘူးလားကံကောင်းကြတယ်အခုတရားနာစီဆိုရင်အာရုံခင်တော့လာရှင်လာလို့မရဘူးလာလို့ရတယ်နော်ဒါပေမဲ့ပုံနာနေနေရတဲ့မှာဖြစ်တရားနာစီတဲ့အတူတူနာလို့မရဘာလို့လဲတရားပေါ်မှာရှောင်းသေးသေးသေးပန်တာအဲ့ဒါကိုစဉ်းစားလို့တော့ငါစီးရတယ်အတိတ်ဘောကဒီလိုသူတော်ဘာလို့စัจ jin ပြေပြန်ပူတန်းရှင်းဆိုတဲ့ဒါနတရားမရှိလို့ဒီဘောမှာကိုတော်ရှင်တိုင်းသင်္ဃာတော်ရှင်ဆိုရင်ချက်ချင်းထပ်တော်လို့မရကုသိုလ်ပြုနေတယ်ဆိုလို့ရှိရင်လည်းချက်ချင်းပြုလို့မရဘူးဘာလို့လဲဘောကစင်းရည်တယ်ဟုတ်ရဲ့ကုသိုလ်တော်ရှိတယ်အင်းရဲ့အချင်းတွေကိုလည်းဘာလို့လဲကြည်ရသေးတယ်ကိုဘဝရှိတယ်ခေါင်းလာပြန်ကြည့်တဲ့အခါစေမကောင်းရှိပြီးတော့သူများတွေအဲ့လိုနိဗ္ဗာန်ဆိုတာကအရာပဲကျင်ညာတဲ့အခါသူများတွေအရာပဲသွားကြတယ်တရားနာသွားကြတယ်ခေါင်းလာရဲ့အဲ့လိုတရားနာသွားနေတဲ့ပုဂ္ဂိုလ်တွေကိုကြည်နဲ့စိတ်ထဲမှာဝမ်းမြေပြီးတော့မျက်နှာမသားမရတဲ့ဖြစ်နေမျက်နှာလေးကမသားမရလေးနဲ့နော်အဲ့လိုဖြစ်နေတဲ့အချိန်မှာဟိုဒီလိုကြောင့်တမင်ရှင်းနေတဲ့ပုံလေးမှာမှန်းပြီးတော့သူ့အမျိုးသားဖြစ်တဲ့ပုံသားရဲ့မျက်နှာလေးကိုလှမ်းကြည့်လိုက်တဲ့အခါမျက်နှာမသားမရအမူအရာပြောင်းမျက်နှာမကောင်းတာလေးကိုပုံလေးမှာပြီးထားပြီးနေတိတ်ပြီးတော့ရောက်တဲ့အပြန်အလှန်ပြီးစိတ်ကြတယ်ရှစ်ခင်ကြတယ်သင်များတယ်အဲ့တော့ပုံသားကြီးကိုပုံလေးမှာလှမ်းပြီးတော့ကြည့်လိုက်တဲ့အခါပုံသားကြီးမျက်နှာမသားမရမျက်နှာအမူအရာမကောင်းဘူးဖြစ်တာတိတဲ့အချိန်မှာပုံလေးမှာမိဘကြောင့်လည်းထွက်လာပြီးတော့ပုံသားကြီးဘာဖြစ်လို့လဲမျက်နှာမသားမရဖြစ်တဲ့ကာလမြင်မကောင်းလို့လားဘာခက်ခဲများရှိနေလို့လေအဲ့ဒါပုံသားကြီးကပုံလေးမှာငါမပြောချင်ပါဘူးပြောရင်ညီလေးစမကောင်းဖြစ်ပါဆိုလို့ငါပြောရင်ညီလေးစမကောင်းဖြစ်ပါငါမပြောချင်အဲ့တော့ပုံလေးမှာကပုံသားတဘောလုံးဘောကလည်းလုံးဆိုသူကောင်းဖက်တူဆိုလေအတူကောင်းလေအတူမရှိတဲ့အတူရှိတဲ့အတူနေရာပေါင်းမှဒီရှောင်းလေးတွေကိုပိုင်ဆိုင်ပြီးတော့နေရာခဲ့တယ်ပုံသားကြီးရဲ့အခက်အခဲကိုနောက်တော့ပြောလို့ဆိုရင်ပုံသားကြီးကသူ့ပြောမှာပြောပါစီးရဲဘာလို့လဲသူတို့ခံကြမယ်ရှားတာလေအတူစံကြမယ်ရှားတာကတော့အတူစံပြီးတော့စီးရမှာจิตပေါ်တော်တယ်တို့တရားမှာအဲ့လိုဒီနေရာမျိုးဘောပါဘူးတဲ့ဟုတ်ရဲ့လားစင်းရဲပါလေအတူရှမ်းတာလေအတူစံရဲခံတယ်စင်းစံရဲစံကြတယ်သူစံကြတယ်စင်းရဲလည်းသူခံကြတယ်ငါ့ကိုပြောပါပြီးတော့အဲ့လိုပုံရင်းမှာအမြင့်အရမမဲတဲ့အခါမှာပုံရင်းကြီးကအကျဉ်းသက်ပါလို့ပုံရင်းမှာတဲ့အဲ့ဒီမြတ်စွာဘုရားရှင်တော်တော်များကြီးကစေတဝန်ကြောင်းတော်ပါတရားဟောတာဆိုတော့တာဝေါရှိဘုရားတွေကလက်မှာပြစရာနဲ့စရာလေးတွေခံပြီးတော့စေတဝန်ကြောင်းတော်တရားနာဖို့သွားနေကြပြီတဲ့ငါလေးဘုရားရှင်လေးတရားနာရှင်လေးဒါပေမဲ့ငါတရားဝင်မတော်ရှင်ပုံရင်းမှာလည်းပေါ်ရှင်လေးငါတရားရရင်ပုံရင်းမှာလည်းပါပဲရှင်လေးတရားရစေရှင်ငါတရားကြည့်ရင်မင်းလေတရားသိရတယ်။ဘောဓတရားကြည့်ရတယ်။ဘောဓတရားဒုက္ခမှာငါလောရောက်လို့ရှိရင်မင်းလေလောရောက်ရမယ်။ငါလည်းတော့ရှင်အတူတူတော့ရှင်လေပုံလားရဲ့ရင်းတော့နော်။အဲ့ဒါတော့ပုံရင်းမှာကနားလေမပေးပုံလားအဲ့လိုပြောနေတယ်။တို့ပါလေတို့ဘဝရှင်တရားတွေကြည့်တယ်တရားပေါ်မှာချောင်းထင်းလေးတထင်းလေးပိုင်တာမဟုတ်လားပုံလားရဲ့နေရာဘယ်လောက်ချမ်းသာနေရာပေါ်မှာရှောင်းထင်းလေးဒီလိုရှိတာ
အမျိုးသားယောက်ျားဖြစ်တဲ့အတွက်ကြောင့်ညတရားနဲ့ငါကအမျိုးသမီးဖြစ်တဲ့အတွက်ကြောင့်နေပိုင်းမှာတရားနာမယ်မခက်ပါဘူးလေဘုရားကြီးကဓမ္မမှာတရားနာပြီးတော့မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော်တွေကိုတည်တည်ရှားရှားနာခဲ့တာပြင်ပြရတဲ့အခါမှာအဲ့ဒီဘုရားရှင်ဟောတဲ့တရားတော်ကိုငါ့ကိုပြန်ပြီးတော့ဟောပြပါဘုရားကြီးရတဲ့ကုသိုလ်ကိုအမြတ်ဝေပါငါတာလို့ခေါ်လို့ရှိရင်ကုသိုလ်တူတူရတာပဲတဲ့ဘုရားကြီးတရားနာကိုတော်လိုက်ပါအဲ့လိုပဲပုံနဲ့မှာပြပြရတယ်ဘုရားကြီးကအမှန်တမ်းဝန္ဒဝါဒဖြစ်ပြီးတော့အဲ့ဒီမှာဘုရားကြီးကတရားနာဖို့တော်လာပြီဘုရားကြီးတရားနာဖို့ရတဲ့အတွက်ခွင့်ပြုချက်မရဘူးလားခွင့်ပြုချက်ရပါပြီဒါပေမဲ့သူများတွေအဝတ်အစားတွေတက်တော့ပြောင်းပြောင်းဘောရတယ်တစ်သက်လုံးဘောလာတယ်နှစ်ယောက်ပေါင်းမှာဒီချွန်တီလေးပိုင်လာဆိုတော့အဲ့ဒီချွန်တွေကလည်းနေတန်ကိုဝတ်နေရတယ်အဝတ်တွေဆိုတော့အပေါက်ပြေးလေးညှဉ်းနှောပြီးတော့ဒီလိုဖြစ်နေမှာအဲ့တော့အဲ့လိုပဲသူများလည်းပတ်အောင်ပြောင်းပြောင်းမဟုတ်ဘူးအဲ့လိုညှဉ်းနှောနေတဲ့အစောင့်တော့ဝတ်တွေကိုဝတ်ရောပြီးတော့ပုံလာနေအဲ့ဒီစေတဝန်အကြောင်းဓမ္မတပင်စီကျင်းပတဲ့နေရာမှာတရားနာဖို့တော့ပါပြီအဲ့ဒီတရားနာဖို့လည်းဆက်ပါလေလူကြားလူကြားတွေသူကဟိုဘာလို့လဲဆိုတော့သူရဲ့အကြီးကိုကြည့်ရတဲ့အခါမှာလည်းအစပါလာနောက်ကပြေဟုတ်တရားနာပြေတာပေါ့ထောင်းရှိတောင်းချင်တော့ကောက်ကလေးထမ်းပြီးတော့ပုံနာကြီးတရားနာနေအဲ့ဒီပုံနာကြီးတရားနာနေတဲ့ရှင်တော်လေးနဲ့တော်လေးနဲ့ကိုတော်မြတ်ကြီးကတရားဟောပါလေတဲ့တရားဒီကိုတော်မြတ်ကြီးကတရားဟောတယ်ဘယ်လိုဟောလဲဆိုတော့သာမပါမစေတဝန်ကြောင်းတော်မှာမြတ်စွာဘုရားကိုတော်မြတ်ကြီးတရားဟောကြားတယ်အဲ့ဒီမှာပုံမှန်တရားတွေတရားနာနေတဲ့စေတဝန်ကြောင်းတော်မြတ်စွာဘုရားကိုတော်မြတ်ကြီးကမရမောရှာသမ္မာစာစိတ်ကိုပြောင်းတာဒီလိုတရားဟောတာနော်ဘုရားတော်အဲ့ဒီမရမောရှာသမ္မာစာစိတ်ကိုပြည့်စုံထားခြင်းဒီအဲ့ဒါနာတို့ရဲ့အာဆုံးအောင်မှာဖြစ်တဲ့တာနာပြီတဲ့နော်အဲ့ဒါဘုရားတော်အောက်လာကမောက်လာကမဲ့တာနာဗုဒ္ဓတာနာဆိုတာမကောင်းသောရှာကောင်းသောစာစိတ်ကိုပြောင်းတာမကောင်းသောဆိုတာဘုရားဘာကလည်းတရားရှိမှအကြောင်းကြီးမယ်ဒီလိုပြောတယ်ဘုရားဘာကစိတ်ဥဒ္ဒါကိုကိုယ်ယူရှိမှအကြောင်းကြီးမယ်ဘုရားဘာကလည်းဘုရားရှိမှအကြောင်းကြီးမယ်မဟုတ်မှလည်းတရားကိုဘုရားဆိုရှိမှအကြောင်းကြီးမယ်အရေးတရားတော်သားကိုရရှိမှအကြောင်းကြီးမယ်မကောင်းတဲ့အရာမှန်တဲ့ကာယအပြင်မကောင်းဘူးဝါစီအပြင်မကောင်းဘူးစိတ်ထဲမှာမကောင်းကြံတွေ့နေရတယ်ဘာလို့လဲရှောင်ရမယ်ဒါနသီလဘာဝနာဆိုတဲ့ကုသိုလ်တရားတွေဘာလို့ရမလဲပြုလို့ရမယ်အတိကတော့စိတ်ကိုဘာလို့ရမလဲဖြူစင်အောင်ထားရတယ်စိတ်ကောင်းဝေးလို့ပြောတယ်နော်ဘာလို့လဲစိတ်ကိုကောင်းအောင်ထားရမယ်ဘုရားစိတ်ကောင်းလာလို့ဆိုလို့ရှိရင်လည်းဘာမေတ္တာမထားနိုင်ဘူးလားစိတ်ကလေးဖြူစင်လာပြီဆိုလို့ရှိရင်ဘုရား
ဂရပြတရားတွေမှန်းချုံပြီးတော့မှန်ဖို့ပြီးတော့တရားတွေဉာဏ်ဖြစ်နေကြတယ်ဆိုရင်အဲ့ဒီပေါ့ဝင်းကျင်ဟာဒီလိုထိုင်လို့ကောင်းလာမှာမကောင်းဘူးလားမကောင်းဘူးဘယ်လိုမှမအေးချမ်းနိုင်ဘူးဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကစိတ်ကောင်းထားပြီးတော့တရားတရားဘာလို့လဲမေတ္တာထားပါကရုဏာထားပါပြီးလို့ရှိရင်မရှိတဲ့သူတွေလည်းပဲကိုယ်တတ်တဲ့အောင်စัจ jin ပြေကံလူရန်ပါဒါနကောင်းလို့တိလကောင်းလို့ဘာဝနာကောင်းတရားတွေကိုကြိုးစားပေါ်များအားထုတ်ကြပါလို့နော်ဒီလိုမျိုးကမကောင်းတဲ့ကိုရှာကောင်းဖို့ဆောင်စိတ်ကိုပြောင်းထားအဲ့ဒါကြီးနာဗျာတွေအမြဲတမ်းဟောနေတဲ့နာဗျာတွေအစုံမှတာနာပါပြီလို့ဒီလိုလေးမျိုးတော့လည်းတော့ဉာဏ်ကြီးကမကောင်းမှုဆောင်ဖို့ကောင်းမှုဆောင်ဖို့စိတ်ကိုပြန်ထားဖို့ပွားကြနေတဲ့အရှင်အဲ့ဒီကိုတရားနာပရိသတ်ပေါင်းပါတော့လေကိုနောက်ဆုံးအဲ့ဒီရဲ့ဆောင်းတော့ဘုရားတရားနာနေတဲ့ပေါင်းနာကြီးကမြတ်စွာဘုရားရှင်ဟောကြားတဲ့တရားတော်နာကြခြင်းနဲ့ပေါင်းနာကြီးကနေတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်လူရှင်တန်းရှင်တဲ့တရားရပေါ်လာတယ်ပေါင်းနာရဲ့စိတ်မှာပါပေါ်လာတယ်လူရှင်တန်းရှင်တဲ့တရားရပေါ်လာတယ်အဲ့လိုလူရှင်တန်းရှင်တဲ့တရားရပေါ်လာတဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုလည်းဝိရှိပြီးတော့အဲ့ဒါမှကြီးညိုစရာကောင်းတဲ့ဘုရားရှင်က အတန်တော်နာကြည့်တဲ့အခါမှာလည်းအန္တရာအာရနာပြောဝေကောင်းတဲ့ကြီးရွယ်စရာကောင်းတဲ့တရားတော်ကိုကြည့်တဲ့အခါမှာလည်းအန္တရာဉာဏ်ဖြစ်တယ်အဲ့ဒီမှာမြတ်စွာဘုရားဒါနသီလဘာဝနာတရားတွေကိုနာကြားရင်းနဲ့ပုံနာရဲ့အချင်းမှာပဋ္ဌာတရားပေါ်လာပုံနာရဲ့အချင်းမှာဘာပေါ်လာလဲပဋ္ဌာတရားပေါ်လာတယ်ပဋ္ဌာတရားဆိုတာရှိပိုင်းမှာပေါ်တယ်ယင်းထဲမှာတရားပေါ်လာပြီဆိုလို့ရှိရင်ဒါလည်းစိတ်ပါပြီလားမှတ်မိလားတရားဝဲပြီးရင်ဘာမှမမှတ်ဘူးဆိုရင်ဘယ်လိုကပဲတော့အခုတော့မှန်ဖို့လို့လေတရားတွေဖြစ်လာပြီဆိုလို့ရှိရင်ဟိုလည်းစိတ်မှာဘာတွေပေါ်လာလဲလူရှင်တန်းရှင်တဲ့စိတ်ကလေးပေါ်လာတယ်အဲ့ဒါလုံးမဲ့မှာနောက်ကြည့်တဲ့ကုဘောတိလားစောင့်ကြည့်လို့တဲ့စိတ်တရားအားထုတ်လို့တဲ့စိတ်ဒါတော့မှန်နော်အဲ့တော့ဒီမှာတရားပေါ်လာပြီဆိုလို့ရှိရင်လူရှင်တန်းရှင်တဲ့စိတ်ကလေးပေါ်လာတယ်တိလစောင့်ကြည့်လို့တဲ့စိတ်ကလေးပေါ်လာတယ်ဘာဝနာပေါ်လို့တဲ့စိတ်ကလေးပေါ်လာတယ်ဘောရတရားဟောဒီမှာပြလုံးမဲ့ပြီးတော့ဟောအဲ့လိုပြလုံးမဲ့ပြီးတော့ဟောရင်ဘာလို့လဲဒီလားဘောရပြလုံးမဲ့ရင်တော့ပြီးတော့ရှိတယ်အဲ့ဒီဆရာကပြလုံးမဲ့ပြီးတော့အပြန်ဟောဟောတဲ့အခါကျတော့တရားနာတဲ့တော်တော်တွေကတရားဝိရကများနေတယ်ဟုတ်ရလားတရားဝိရကဒီဝိရတော့ဒီဝိရမှာတော့3ညအဲ့ဒါကြားဝိရတွေကတရားဝိရမများဘူးလားများတဲ့အခါကျတော့ခရရတာလည်းညောင်းအဲ့တော့တရားနာပဲများတဲ့အခါမှာဘုရားတော်ကြာလာတော့ဘာဖြစ်လာလဲဆိုရင်တရားဆိုတာရှင်မကောင်းဘူးဘာဖြစ်မှာကောင်းလဲတရားဘာဖြစ်မှာကောင်းလဲတရားတူမှကောင်းတယ်ဒီလိုပေါ့လားစိတ်နဲ့ဒီနဲ့ပေါ်လာတဲ့အချိန်မှာကျတော့တရားနာပြတဲ့တရားတွေတမရိယဆရာတော်ကလည်းဘောကဟောနေတော့ထားတော့ရင်မကောင်းဘူးတရားကိုပြအောင်ပါနာလေအဲ့တော့နောက်ဆုံးညရောက်တဲ့အခါမှာဘုရားတမရိယဆရာကဘယ်လိုဟောလဲဆိုတော့မျက်လုံးပိတ်ပြီးတော့ဟောအဲ့တော့မျက်လုံးပိတ်ပြီးတော့ဟောရင်လည်းနေတော့တမရိယဆရာကအရှင်ကလည်းကောင်းလာတယ်ဟောလို့လည်းကောင်းလာကိုကဟောလို့ကောင်းတယ်နားတဲ့သူကကောင်းလားမသိဘူးနားတဲ့သူကလည်းဒီမှာတရားပိတ်ပြီးမပိတ်ရလားဆိုပြီးတော့မစိုးရိမ်ရဘူးတရားတရားနာနေနေအင်းနေတာလေပေါ်တတ်တယ်နော်ပေါ်တဲ့အခါကျတော့အားနေတာကစိတ်မချောင်းတော့ပြင်ရပါလိမ့်မယ်ဒီလိုကြောကြောဖြစ်တာအဲ့ဒါနဲ့တရားနဲ့ကိုယ်ကအချိန်ကြီးကြည့်ရတယ်အဲ့တော့အဲ့ဒီဆရာတော်ကလည်းလုံးလိုက်ပြီးတော့ဟောရင်နဲ့ဟောတော့ကောင်းတဲ့တဏှာရဲ့တဏှာလောက်ပြတော့တဲ့ချိန်မှာလည်းလုံးပြည့်လိုက်တော့တရားနာပြတာဘူးမှမရှိပါဘူးအဲ့ဒါကြောင့်ဘုရားကလည်းလည်းလုံးပဲပြီးတော့ဟောတယ်အဲ့ဒါလည်းလုံးပဲပြီးတော့ပဲတဲ့ချိန်မှာဒီမှာမရှိရင်တော့ဒုက္ခပဲအဲ့ဒါ
တော့ဝိတ္တတိသီလနေတော့ယောဂတွေဘာဝနာနေတော့တရားနေတတ်ပြီဘုရားရဲ့ဒီနေ့တရားစိတ်နဲ့ပေါ်လာတဲ့အရှင်ဘုရားကြီးကဘုရားတရားမှတယ်ဆိုရင်တရားကတရားမှတယ်တရားကြီးကရှိတော့တယ်ခြေရရတဲ့တရားကြီးမှာဒါနာနေတော့ဝိတ္တတိဘောရမယ်ဆက်ဆက်ပြန်ပြီးတော့ကြည့်လိုက်တဲ့အခါဘုရား30ပဲဘောရတယ်လူဖြစ်လိုက်ပရိစ္ဆာဖြစ်လိုက်နေဖြစ်လိုက်နတ်ဖြစ်လိုက်စာရည်တယ်အဲ့လိုမျိုးဘုရားဘောရတရားကိုပြန်ပြီးတော့သုံးသပ်ကြည့်တဲ့အခါဘုရားကောင်းတဲ့ဘောနဲ့မကောင်းတဲ့ဘောပြန်သုံးသပ်ကြည့်တဲ့အခါဘုရားဒုက္ခများတဲ့ဘောကတော့ဘုဖြစ်နေထင်ပါတယ်အဲ့လိုတရားနဲ့ရှိပြီးတော့ဘုရားပြန်စဉ်းစားတယ်ဒါကြီးဟောဘောတရားဖြစ်လိုက်တဲ့အခါငါတို့တော်များအကုသိုလ်တရားတွေငါလုပ်ခဲ့တော့ဒီမှာလည်းငါတို့လည်းများဖြစ်တဲ့ဒီဘောမှာတရားပေါ်မှာရှောင်ကျယ်တဲ့ဒေဝပိုင်တာအဲ့ဒီပစ္စကဘောမှာဘုရားရဲ့တရားအဲ့တော့သူတို့ရောက်ရှိနေတဲ့အနေအထားကိုပြန်သုံးသပ်ကြည့်တဲ့အခါဘောမှာတရားဆက်ပေါ်ပြီးတဲ့ကိုရှင်တန်းရှင်ရဲ့စိတ်ကလေးပေါ်နေတယ်မဲ့လည်းစိတ်ရှိတဲ့ဘလူရတဲ့ဘောကြောင့်တရားနာဟုတ်ကြီးအဲ့တော့ကောင်းတဲ့မြတ်စွာဘုရားရဲ့တရားတော်နာရအတူတူတရားနာလိုက်တာသို့တော်ဘောတရားကနေပြီးတော့အဲ့လိုတန်တရားချင်းမှာဒါနတရားပဲအဲ့လိုမလူတန်မပြေကံပြေလို့ဒီဘောရောက်လာတဲ့အခါအဲ့ဒီဒါနနေပြီးတဲ့အကုသိုလ်အကျိုးတရားပစ္စရိယအကျိုးတရားကိုဘာလို့ဘာဖြစ်ခံရရဘုရားကခံစားနေရအဲ့တော့ဒီဘောကလည်းသူများလူများမှာလည်းကဲပဲရှိတယ်ကိုလည်းမလို့တခါတည်းဘောကအဲ့လိုတော့သိထားသူများလူလာလည်းကိုကကဲပဲလေကိုလည်းပဲမလူအကုသိုလ်များလို့များတယ်အဲ့လိုဘောမှာဘုရားကကိုယ့်ရဲ့တန်တရားကိုပြန်ပြီးတော့ဉာဏ်နဲ့အစဉ်နဲ့သုံးသပ်လိုက်ဟောငါတဲ့တန်တရားကဖြစ်လိုက်ပြီဆိုရင်အဲ့လိုနေပြီးတော့ကိုလည်းမလူကြီးသူများလူလာလည်းချက်ပြည့်တဲ့တရားဒီဘောမှာနှစ်ယောက်ပေါင်းမှပါပိုင်ပေါ်လာတဲ့တရားများဘုရားပေါင်းမှရှောင်ထေတဲ့ဒေဝပိုင်တာဘုရားပြန်ပြီးတော့ဘုရားကြီးအစင်းတာဟောအဲ့ဒါကြောင့်ဘုရားတရားအောင်နိကေလို့ဘာနိကေလို့တရားအောင်နိကေလို့လူချင်းတန်းတဲ့စိတ်အာနေတဲ့မေရှင်ကန်းနေတဲ့စိတ်အာနေတဲ့အတွက်ကြောင့်ဒီဝါမှာသူများလူတိုင်းမလူတိုင်းသူများစားတိုင်းမစားတိုင်းသူများတော်တိုင်းမတော်တိုင်းပေါ်လာရင်ဒီလိုတွေးတာသူ့ရဲ့တွေးဒီလိုတွေးတာတရားကြီးမှာပေါ်လာတဲ့စိတ်ကောင်းနှလုံးကောင်းပေါ်လာတဲ့အချိန်မှာဒီလိုကောင်းကောင်းတွေးတယ်ဒီလိုမှမဟုတ်တရားမရှိဘူးဆိုရင်သိရမလို့ဒီလိုတွေးတယ်တွေ့တာဒီနေ့မှာတရားစိတ်မဟုတ်ဘဲနဲ့အမြင်ကလည်းစိတ်ပေါ်လာပြီဆိုရင်အကုသိုလ်စိတ်ပေါ်လာပြီဆိုရင်မလူဒါပေမဲ့ပေါ်လာရင်အဲ့လိုမြတ်စွာဘုရားကဟောတဲ့တရားတော်တွေကိုနာကြရင်လည်းတရားကြီးကခြေလုံးတယ်ခြေရရတဲ့တရားကြီးမှာဒါနာနေတော့ဝိတ္တတိမလူလို့မရှိလို့မလူအတိတ်ကအဲ့လိုမျိုးပဒါတရားဒါနတရားအာနိကေပစ္စုပန်ဘောဝမှာနှစ်ယောက်ပေါင်းမှာပိုင်ဆိုင်တာဆိုလို့ဒီရှောင်ကျဲတဲ့ဒေဝရှိတာမဖြစ်ဘူးဒီဘောမှာအဲ့လိုဖြစ်နေတော့တရားဒီဘောမှာငါအပြည့်ဉာဏ်ရှိတယ်ဘုရားနဲ့တရားတရားဒီဘောရဲ့တရားတော်တွေကိုငါနာကြနေရတယ်ငါဘုရားရှင်ကိုလူမေလို့စိတ်ထဲမှာအဲ့ဒါလည်းကျွန်တော်တို့အောင်ဆရာရှိတာဆိုရင်လူစရာပညာတွေတူမရှိဘူးဒါပေမဲ့ပခုံးပေါ်မှာရှောင်လာတဲ့ဒါလေရှောင်ကျင်တဲ့ဒေဝရှိတာရှိတဲ့အားလုံးနဲ့ဆိုရပေါ်လာရဲ့တဲ့ဒီပခုံးပေါ်ရောက်ပေါ်နာလူနေဘာစိတ်ပေါ်တရားစိတ်ပေါ်တယ်တရားစိတ်ပေါ်လာတဲ့အခါတော့လူရှင်တန်းရှင်တဲ့စိတ်ကလေးပေါ်လာတယ်အဲ့လိုလူရှင်တန်းရှင်တဲ့စိတ်ကလေးပေါ်လာတဲ့အခါဘုရားရဲ့
လူမဲ့မရှိတော့မလူလို့မရှိလူမဲ့စဉ်းစားလိုက်တဲ့တရားတွေကပေါ်လာတဲ့အချိန်ပုံမှန်ကသာစဉ်းစားအော်ဒီချုံကြီးကနှစ်ယောက်ပေါင်းမှာတစ်ချေပဲရှိတာတကယ်တော့ဒီချုံကြီးကိုဘုရားရှင်တော်လူလိုက်မယ်ဆိုရင်အင်းနဲ့မရှိအဲ့တော့ဝတ်စရာရှိပါမရှိဘူးနောက်လည်းအပြင်သွားစရာရှိပါမရှိဘူးပထမဆုံးဘာလို့လဲလူမဲဆိုတဲ့ဘာလဲစိတ်ကလေးပေါ်ရမရှိလို့မလို့မရှိရှိတဲ့ဟာကိုချုပ်ချယ်ပြီးတော့ငါတော့တတ်မယ်ဆိုလို့လည်းတရားစိတ်ပေါ်လာတော့ရှိနေတာများအပြီးတော့ဒီထဲမှာဘာစိတ်ရှိဖို့လို့လဲတရားစိတ်မှာပြင်းထန်ဖို့လို့လေအဲ့လိုပဲပေါ်လာတဲ့တဏှာမှာပထမအကျဉ်းကတရားစိတ်ပေါ်တယ်အဲ့ဒီပေါ်လာတဲ့နောက်မှာလူမင်းလို့လက်ကလေးကအဲ့ဒီပထမမှာရှိတဲ့ချောင်းလေးလေးစီရောက်လာတဲ့အချိန်မှာနောက်ကစိတ်ကပါလာတဲ့စိတ်ငါတို့ကနှစ်ယောက်ပေါင်းမှာရှောင်းကျဲတဲ့ဒေဝရှိတာတကယ်တော့လူလိုက်မယ်ဆိုရင်မနေ့ကအပြင်တော့စီအလုံးတော့စီတော့ထည့်မရှိဘူးအဲ့တော့မလူနေပါဘူးလေဘုရားရဲ့စိတ်ကပါတော့လူရှင်တဲ့စိတ်ပါတော့လေပြည့်စည်တော်တယ်ပါစိတ်ကနာတော့လေမေစရိယာစေမေစရိယာစေဆိုတာကိုရှိတဲ့ပစ္စည်းဥစ္စာပုံတော်မှာစိုးရင်ဒီလိုပေါ့ဟုတ်ရဲ့နော်အဲ့တော့ပုံတော်မှာစိုးရင်လည်းအကြောင်းတွေအခါခါပြရတယ်ပြရတယ်အခုကုသိုလ်တော်လုပ်မယ်ဆိုလို့ရှိရင်အကြောင်းတွေကတော့ပေါ်လာတာလေကုသိုလ်လုပ်တယ်ဆိုရင်တော့တရားနဲ့စဉ်းစားကုသိုလ်လုပ်မယ်ဆိုလို့ရှိရင်အကုသိုလ်တွေကတမျိုးမဟုတ်တမျိုးတော့ပေါ်လို့လားပေါ်လာတယ်အဲ့တော့အဲ့ဒီအကုသိုလ်နိုင်ယူနိုင်မှလာတယ်ကုသိုလ်ဆိုတာဖြစ်တယ်အဲ့တော့အကုသိုလ်အနိုင်ယူနိုင်တဲ့ကာလကတော့ကုသိုလ်ဆိုတာဘယ်တော့မှမဖြစ်နိုင်ဘူးဒီနေ့ဒီလိုမျိုးနေရအမှန်ကြီးကျယ်တဲ့ကုသိုလ်ကောင်းမှုတွေဖြစ်လာတယ်ဆိုတာဘုရားတန်တန်မှာရှိခဲ့တဲ့အကုသိုလ်တရားတွေဘာလို့ဖြစ်လို့လဲကုသိုလ်တရားကအနန္တယူခဲ့လို့လေအဲ့တော့ပုံမှန်ရဲ့တောင်းတာတွေမှာဒီနေ့မှာပါတယ်တိတ်ဝေးဖြစ်နေဘာလဲပါလဲဖြစ်တယ်တခြားတိတ်ဝေးကိုစိတ်ဝင်စားတယ်ဘုရားကဘာလဲပါတိတ်ဝေးဖြစ်တယ်တထာနဲ့မေစရိယာတွဲရပါလဲပါတထာနဲ့မေစရိယာတိတ်ဝေးဖြစ်နေတယ်တထာပေါ်လာတဲ့အချိန်မှာတော့နာလူပဲဒါပဲမေစရိယာကပါလဲတရားပေါ်မှာရှောင်းတဲ့ဒေဝရှိတာမလူနဲ့အောင်ဒီလိုမှာနောက်ကရှောင်းနေတဲ့ဒေဝရတဲ့အခါမှာလူပါဆိုပြီးတော့အဲ့ဒီမှာတရားစိတ်ကဘာပဲတော့ပျက်စီးသွားတယ်ဘယ်သူစီမှာရှုံးခဲ့ရရမေစရိယာစိတ်စီမှာတရားစိတ်ကရှုံးရကုသိုလ်စိတ်ကအကုသိုလ်စိတ်စီမှာအရှုံးရပထမလူရနိုင်လူလိုက်အကုသိုလ်လို့ခေါ်တဲ့မေစရိယာစိတ်ကအနန္တယူလိုက်တဲ့အခါမှာသူ့ရဲ့ဓာတ်ကောင်းမှုပါတော့ကျစီတော်ပြီဟုတ်ပြီနော်အဲ့ဒီတော့အဲ့လိုမျိုးဘောတော့အဲ့ဒီပုံမှန်အရာတော်မှာအရင်မှာမစ္စရိယစိတ်ကတရားရကိုအနန္တယူလိုက်ပြီအဲ့လိုနဲ့တရားထားလက်စော်ရည်ပေါ်တယ်တရားတော်နာယူမှကြားနေတယ်ပုံမှန်ရဲ့ဒီလေးမှာတရားရပေါ်လာတယ်ခုနကတရားအားဖြင့်ခေတော့ဧဝံမာနေပြီးတော့စင်ရတယ်ဘလောက်တော့စင်ရတယ်ဆိုရင်တရားပေါ်မှာကျုံနေတဲ့ဒေဝရှိတာစဉ်းစားရင်ဣတိယယာမီဥဒ္ဒသောတာဒီမှာဆိုရင်အင်မတန်မှအေးမေယာဒီမှာဆိုရင်ပူနေနော်အဲ့ဒါစင်ရတဲ့ဘုရားတွေတရားဘုရားကိုပြန်စဉ်းစားအဲ့ဒါမေတ္တာရဲ့ဘုရားရဲ့တရားတွေတရားဟောတယ်မရှိတော့ဘယ်လိုမရှိယနေ့ဘောတော့ပိုင်ဆိုင်ထားတဲ့ပစ္စည်းဥစ္စာဆိုတာဉာဏ်လူမျိုး၅ပါးမှရှိပေးရလွတ်နေပါမယ်ဘလို့နိုင်ပုံမှန်အားဖြင့်
ရှင်းလိုက်တဲ့အချိန်မှာဘုရားတို့လူတွေတန်းနေသူတွေဆိုတာဉာဏ်နာနာကိုဒီမှာမဟုတ်ဘူးနော်နေတော့မရှိတဲ့ပုဂ္ဂိုလ်တွေကိုစသဖြင့်မရှိတဲ့ပုဂ္ဂိုလ်တို့ဒေတာကံတာတွေ့တာတွေညာမလုပ်တာလေလူလိုက်တာလေကိုယ်ရောကိုယ်ရဲ့သားမှာလမ်းတွေပါညာအစရှိတဲ့ချင်းလွတ်တဲ့နေရာတွေမှာလိုက်ပြီးတော့ကုသိုလ်လုပ်တယ်ဆိုတာအဲ့ဒါမလုပ်တာဒါနပြုတာလေကုသိုလ်ရဲ့အမှန်မှာအကျိုးများတဲ့ကုသိုလ်တရားပဲဒီလိုလုပ်တာပါအဲ့ဒါတော့အာမဂဏမှာဘောတော်ကောင်းတယ်အဲ့လိုစိတ်ကမှလို့ရှင်တန်းတဲ့စိတ်ကပေါ်လာပြီဆိုရင်နောက်အဖြစ်တရားဆိုတာမရှိဘူးလားအဖြစ်တရားဆိုတာရှိတယ်အဲ့ဒီအဖြစ်တရားကိုကြောက်နေတယ်ဆိုတော့ဘောတော်ဘယ်တော့မှကုသိုလ်ဆိုတာတော့ဖြစ်မှာမဟုတ်ဘူးဒါကြောင့်ဒီကုသိုလ်တရားဆိုတာအကုသိုလ်တရားကိုဘာလို့လဲကြော်ရအကုသိုလ်တရားကိုကြော်နိုင်မှဘောတော်ကုသိုလ်ဆိုတာဖြစ်ဘူးလားဖြစ်တာလေအဲ့တော့အကုသိုလ်ကိုဘယ်တော့မှမကြောက်ဘူးမိမိတို့ကောင်းလာတဲ့တရားဆိုတဲ့ခံမာတဲ့စိတ်ကလေးရှိဖို့ရည်ရည်ဘူးလားအရင်ကြည့်ရင်ဒီနေ့ဘောတော်ကျေးဇူးတင်ရောရောတာအာမရကပေါ်လုံးသားမှာအခုမြင်ရတရားဆိုတဲ့ဒီကုသိုလ်ဆိုင်ရာခိုင်ခိုင်မာမာရှိနေတာဘောတော်တွေ့ရတယ်အမှန်တမ်းမှတ်သားစရာကောင်းနော်အဲ့တော့ပုံသားကြီးကိုပြန်ကြည့်တဲ့အခါမှာတွေ့ရအားဖြင့်ပုံသားကြီးရဲ့တဲ့မှာပရာစိတ်ကလေးပေါ်တယ်ပေါ်လာတဲ့အချိန်မှာနာမည်ဆိုတဲ့ဒီကောင်းတဲ့ကြီးကိုတူတယ်ဆိုရအဲ့ဒီဘုံမှာရှိတဲ့အဲ့ဒီရှောင်းတဲ့လေးကိုလက်ကလေးကရောက်နေတဲ့ဒီခေါက်တော့လူနဲ့ဒုတိယအချင်းနော်ပရာစိတ်ကလေးပေါ်လူချင်းတန်းနေတဲ့စိတ်ကလေးပေါ်အဲ့ဒီဒုတိယအချင်းလူချင်းတန်းနေတဲ့စိတ်ကလေးပေါ်လာတဲ့အချိန်မှာလူပဲတော့ကျန်တဲ့အချိန်မှာဟဲ့ပေါ်နာကြီးမင်းတို့ကဒီတရားပေါ်မှာကျွန်တော်လည်းတည်းရှိရတယ်ကျွန်တော်လည်းမိတရားလေးပါတာပုံလိုက်တရားပါတာဟုတ်ရဲ့ဘာလို့လဲပါလဲပုံနေမှလည်းပါလေပထမဒီမှာအကြောင်းပြချက်ကတမျိုးတော့နေရာပေါ်မှာရှောင်းကျဲတယ်ပဲရှိတာအဲဒီကျွန်တော်လည်းတွေ့တဲ့အခါမှာမင်းတို့ဘယ်လိုလုပ်လဲဆိုတော့ပထမတစ်ချင်းနံပါတ်1အကြောင်းပြချက်ကတော့အခုဒုတိယအချင်းအကြောင်းပြချက်ကအကြောင်းပြချက်ဒီနေ့လားမတူဘူးဟဲ့ပေါ်လာနေမင်းစနာစံမင်းဒီရှောင်းလေးတော့မတရားရဲ့ပိုင်တာမဟုတ်ဘူးမင်းဒီတရားတော့ပိုင်တာမင်းဒီအမှန်တကယ်ပေါ်နေတာကိုမတိုင်ပြီးပြည့်တဲ့မဲ့လူလိုက်နေဆိုရင်မင်းကမတရားရရောက်နေလူပဲဆိုရင်လည်းသူ့တဲ့တရားမှန်တယ်တရားကြီးတွေသူ့တဲ့တရားမှန်တကယ်လို့ဒီတရားပြောတာကလည်းဒီထဲမှာလူရှင်တန်းနေတဲ့ဘုံဘုံလူရှင်တန်းနေတဲ့စိတ်ကလေးပေါ်နေဆိုရင်ဘယ်တော့ပြည့်လို့တည်မြင်ရမှာတည်မြင်ရရှိလားရှိပါလေဟုတ်ရဲ့ဒါမှမဟုတ်တရားပြုတ်တယ်မြင်ရအောင်တရားကြီးတော့တည်မြင်ရမှာမဟုတ်လားအဲဒါတော့ပြန်ပြီးတော့တည်မြင်ရမှာတရားဝဲလူလာလည်းပဲလူချမ်းမြေဒါလည်းပါမယ်ဟုတ်ပြီလားဒီမှာတိုင်ပင်ကြအောင်ဒီလိုမဟုတ်လားမှာချက်ချင်းပြန်တော့ပြည့်တယ်ဆိုရင်ဒီရောက်လို့ရှိရင်ဒီမှာတက်တာတက်နိုင်လားတက်နိုင်တယ်အဲ့တော့အဲ့ဒီမှာပုံသားရဲ့နောက်စိတ်တစ်ခုကသဒ္ဒါရည်ရှိတယ်ဆိုရင်နောက်စိတ်တစ်ခုကဘာလဲပုံသားကြီးမင်းမလို့လဲဘာလို့လဲမင်းတရားနဲ့ပိုင်တာမဟုတ်ဘူးလူကဲတယ်ဆိုလို့ရှိရင်ပုံထဲမှာမင်းမတရားရရောက်တယ်အဲ့ဒါကတိုင်ပင်ပြီးမှဘာလို့ရမလဲလူရပြီအဲ့တော့အဲ့ဒီမှာဘာမှမတင်ရတဲ့လက်တွေပါတော့လေပြန်ပြီးတော့လောကီလက်တွေဘယ်သူကအနိုင်ယူလဲဘယ်စတရားစိတ်ကတရားတရားကိုအာဏာယူလိုက်ပြီးမြတ်စွာဘုရားတရားကိုနားနေတဲ့ရှင်တော်မြတ်စွာဘုရားကိုတော်လည်းနဲ့တခုတည်းပြုတဲ့မြတ်စွာဘုရားကိုဖူးနေရတဲ့ပေါင်းသားရဲ့စိတ်တွေမှာဘာနဲ့ဘာတိတ်ဝေးဖြစ်နေတရားနဲ့ဝိစရိယနဲ့ပဲဖြစ်နေတရားရဲ့ဒီမှာပေါ်လာတဲ့လူရှင်တန်းတဲ့စိတ်ကလေးပေါ်လာတဲ့အချိန်မှာလူမဲတော့စိတ်ကူးတယ်တရားရဲ့တော့ပါလေဝိစရိယဆိုကိုယ့်ရဲ့ပစ္စည်းဥစ္စာကိုကုံတော်မှာတွတ်တူနဲ့ဝန်တူနဲ့ကြောက်တဲ့စိတ်ကလေးကအဲ့ဒီတရားရဲ့ကဘာလို့လဲဖြစ်စည်းပလိုက်တယ်ဒုတိယတည်ခြင်းမှာလည်းတရားကဝိစရိယကိုအရှုံးပေးရဘယ်သူကနိုင်တော့
Messeria Sega Anan Yulai Kuduga Shopia Kuduga Anan Aku dulu boleh Messeria Sega Anan Yulai Ini aku boleh Aku dulu Tepi Mesti Belajar Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ
မရှိဘူးလောကမှာအောင်ရှင်းဆိုတာကအေးချမ်းတယ်ဆိုတာမရှိဘူးအမြဲတမ်းမဖြစ်ရတယ်ပူလောင်နေကြရတယ်တော်တော်ကျွန်တော်တို့ရဲ့ဒီထဲမှာရှိတဲ့အောင်ရှင်းတရားတွေအမှန်တမ်းအေးချမ်းရတယ်ကျွန်တော်တို့ဓမ္မအကျဉ်းမှာတရားတရားနဲ့မစ္စရိယစိတ်တွေတည်ပြီးဖြစ်တာဒါပေမဲ့မစ္စရိယစိတ်ကတရားတရားနိုင်တော့တယ်အကုသိုလ်ကကုသိုလ်ကိုအနိုင်ယူတယ်ဒုတိယအမြင်မှာလည်းအကုသိုလ်ကကုသိုလ်ကိုအနိုင်ယူတယ်တတိယအကျဉ်းမှာကျွန်တော်တို့ရဲ့တရားမှာဖြစ်ပေါ်လာတဲ့တရားတရားဆိုတဲ့ကုသိုလ်ကမစ္စရိယဆိုတဲ့အကုသိုလ်တရားကိုအနိုင်ယူလိုက်ပြီးဒီထဲမှာဖြစ်တယ်ကိုယ့်ရဲ့ဒေါသဒေါသဖြစ်လာတဲ့အချိန်အဲ့ဒီဒေါသမေတ္တာနဲ့နိုင်ဖို့ဆိုတာဒီပါမရဘူးဟုတ်လားဒေါသဖြစ်တဲ့ကိုယ်ကစိတ်အေးထားပါမလို့တဲ့စိတ်အေးချမ်းပြီးတော့ဒေါသကိုနိုင်ဖို့ဆိုတာဒီပါမရဘူးလောဘဆိုတဲ့ကိလေသာဒေါသဆိုတဲ့ကိလေသာဒီထဲမှာဖြစ်တဲ့အတ္တမာနဆိုတဲ့ကိလေသာတရားတွေကိုဘုန်းတော်အနိုင်ဖို့ဆိုတာဒီပါမရဘူးဒီရဖို့စိတ်တဲ့စကားကိုပြောလိုက်တဲ့အချိန်မှာအဲ့လိုဘုန်းတော်နိုင်ဖို့ဆိုတာဟောတယ်နိုင်မှလည်းဒီပါအဲ့ဒီကိုမကြည့်တဲ့စကားတော့ပြောလိုက်တဲ့အဲ့ဒီစကားပြောတဲ့ဘုန်းတော်နိုင်တော့တယ်ဆိုလို့ရှိရင်အဲ့ဒီဘောကတကယ်ကိုအောင်နိုင်တဲ့ပုဂ္ဂိုလ်လို့ခေါ်ပါတယ်အဲ့တော့ဘုရားကြီးရတယ်သူ့ရဲ့ဒီထဲမှာရှိတဲ့အာရုံတရားတွေကိုကျွန်တော်တို့ကပဒာတရားကအောင်လိုက်ပြီးတဲ့ဒါကြောင့်မလို့ဒီလိုတော့မယ်လို့တော့ဘာလို့ဟောဆိုတဲ့ဒီအာရုံတရားတွေအောင်နိုင်ဖို့မလွယ်ဘူးပင်ကြီးတဲ့ဒီလိုလေဘောဓရာမင်းကြီးကိုဘုရားကြီးကရှင်းပြလိုက်တာဘောဓရာမင်းကြီးကတိတ်ပြီးတော့သဘောကျတဲ့အတွက်ကြောင့်အဲ့ဒီဘုရားကြီးစုတော်ရှာပါလေစုတော်ရှာတဲ့အချိန်မှာလည်းဘုရားလေးခုပဲရတာတရားကိုရှင်းတာနော်ဘုရားနဲ့ဘုရားနဲ့ဆိုတော့ဘုရားနဲ့ဆင်းရဲတော့ဆုံးပါတယ်နော်ရတော့အောင်နော်အဲ့ဒါအဲ့ဒီမှာဘုရားမြင်းကြီးကအဲ့ဒီဘုရားကြီးကိုစုတာလေးခုပဲစုချတယ်ဘာလို့လဲတရားလေးဆိုရင်စုတာလေးတော့မှန်ပါဘုရားကြီးကအဲ့ဒီဘောဓမင်းကြီးစုရှာတာ16ခုရရဆိုတော့ရှင်ကတော့ဘုံတော့အဲ့မှာမြင်း16ပါစင်16ပါအဲဆိုလို့ရှိရင်16ပါစရှိတယ်အပိုင်သားပြည့်တဲ့အခုရှင်းစီမှာ16ခုဆိုတဲ့အကျိုးတရားကိုရရသို့တော်လည်းပုံနာကြီးဒီပထမအကျဉ်းမှာပုံနာကြီးဒီထဲမှာပြတဲ့တရားတွေရပြီးမအောင်ဘူးဒုတိယအကျဉ်းမှာတရားတွေကအောင်လဲလားမအောင်ဘူးပထမအကျဉ်းမှာမလာရတဲ့မှာဖြစ်တဲ့တရားတွေကမစ္စရိယဆိုတဲ့အကုသိုလ်စိတ်ကိုအောင်ရဆိုလို့ရှိရင်စုကဘယ်လိုပြရ16ခုရသို့တော်ပထမအကျဉ်းမှာမဟုတ်ဘူးဒုတိယအကျဉ်းမှာကုသိုလ်ကအကုသိုလ်အောင်ရဆိုရင်စုက8ခုရဒါပေမဲ့တတိယအကျဉ်းမှာတရားရအဲ့ဒီတတိယအကျဉ်းမှာအောင်တဲ့အတွက်ကြောင့်စုကဘယ်နှခုပဲရ4ခုရတယ်ပပစတုကခေါ်တယ်နော်အဲ့ဒါတွေကဓမ္မဘုရားကြီးအဲ့ဒါစုတော်လာတော့ရတဲ့အတွက်ကြောင့်ဟောတော့အဲ့ဒီမှာဒီကဓမ္မအကျိုးပဲဘုရားကြီးအစင်းလားဟုတ်တယ်လားမဟုတ်တော့ဘူးအဲ့တော့ဒါနကောင်းတရားကြောင့်ဘုရားကြီးဘာပြောလဲရှမ်းသာ
နောင်နောင်နေနေတန်ဆောတန်ဆောကရောရပြလာတာပုဂ္ဂိုလ်များ၏မနောစိတ်သည်ပါမတံမေဘာနာမု၌တရားမအမြင်ကြောင့်ရမတိဝိလျောလုံးနေတတ်၏တဏ္ဍမတို့စိတ်သည်မရောမုံ၌ဝိလျောနေတတ်သည်အဖြစ်ကြောင့်ကလျာဏိဒါနဒီမဘာနာတိဟုသောကုသိုလ်ကောင်းမှုတို့ကိုအဘိဓိတာလင်ဉာဏ်သောစွာပြုလုပ်ကြဘာနာမမစိတ်တံစိတ်ကိုမိဝရရေဒါနိယာရေတို့ဘာဝတရိယတကယ်များရှိကိုယ်တော်များကြီးသည်အဝါစာကရုဏာရှိတာမေတ္တာဖြင့်ဟောကြားတော်မူခဲ့ပါလေတည်းအဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကကိုယ့်ရဲ့တန်တန်မှာဒါနပြုရှင်တဲ့စိတ်တိရသောတိလိုတဲ့စိတ်ဘာဝနာမောနဲ့တရားအားထုတ်တဲ့စိတ်လေးပေါ်လာပြီဆိုရင်ဉာဏ်ဉာဏ်လောက်ရမှာလားတွတ်ဆော့လို့ရမှာဉာဏ်ဉာဏ်လောက်ရပြီမဟုတ်လို့ဆိုရင်ဘုရားကြီးဗရချင်းစဉ်းစားရတယ်ကောင်းခြင်းစဉ်းစားရတဲ့မှာနောက်ဆုံးတည်တဲ့ပါပဲအောင်မြင်သွားတယ်ဒါကြောင့်စိတ်ထဲမှာကုသိုလ်ပြုရှင်တဲ့စိတ်ကလေးပေါ်လာရင်အဲ့ဒီကုသိုလ်ကိုဘာလို့ရမလဲဉာဏ်ဉာဏ်တော့လူစရာနဲ့စရာပြုရှင်တဲ့စိတ်ကလေးပေါ်လာရင်ဒီလရှိတဲ့ပုဂ္ဂိုလ်စဉ်းထူလိုက်ဒီလစောပြီးတဲ့စိတ်ကလေးပေါ်လာရင်လည်းဒီလစောပြီးတဲ့တရားအားထုတ်တဲ့စိတ်ကလေးပေါ်လာရင်လည်းဒီမှာလည်းဘာလို့ရမလဲတရားအားထုတ်တဲ့နောက်ရဲ့ဘုရားမှာအဲ့ဆိုရင်အဲ့ဒါတော့အရှင်ကဘာလို့အကြာကြီးအသက်ရပါတော့နောက်ဆုံးကြီးတော်လေးပြီးတော့မှာအဲ့ဒါလည်းမြတ်စွာဘုရားကကုသိုလ်လောက်ရပါတော့ဉာဏ်ဉာဏ်လောက်ပါဉာဏ်ဉာဏ်လောက်ရပါတော့အောင်မြင်တယ်စဉ်းစားရင်အောင်မြင်အဲ့ဒါကြောင့်မို့ဒီကနေ့ဘောဘောကျေတရင်ကြီးရောတက္ကသတောင်ကျောင်းဆရာတော်ဘုရားနဲ့တရားတော်သင်ကြီးရောတရားတော်ဘုရားကောင်းရာဝေယံရတရားတော်ဘုရားကောင်းတို့အားလုံးလည်းညီညွတ်နေဘယ်နဲ့တန်တမာဝိရမတန်လေးကဆရာတော်ဘုရားရဲ့ဒီလာတော်သမားကြီးကိုများအားလုံးပြုတဲ့ဆရာတော်ကျင့်ပြုတဲ့တရားတရားပေါ်လာတဲ့ချိန်မှာအဲ့ဒီတရားတရားယခုဉာဏ်ဉာဏ်အောင်ပြီးပေါ်လိုက်တဲ့အခါအဲ့ဒါဒီချိန်မှာကိုယ့်ရဲ့အရုပ်စိတ်ကိုပေါ်လာလိုက်တဲ့တရားတရားကမနိုင်ဘူးလားနိုင်စဉ်းစားရရှိခဲ့မှာမေးကြည့်ကြကုသိုလ်ကိုလောက်ရစဉ်းစားရတိုင်ပင်ရတယ်ဆွေးနေရတယ်နောက်ရှိတယ်မရှိနိုင်ဘူးလားရှိနိုင်တယ်ဒီကနေ့အဲ့ဒါတော့ကဲနောက်ရှိတယ်ဘယ်သူကအောင်လဲတရားကအောင်လဲဒါတော့ဒီကနေ့တရားနိုင်၍အောင်တဲ့ပေကောင်းစီရတယ်ဘာလဲတော့တရားနိုင်ရဲ့အောင်တဲ့ပေဒီကနေ့တရားညနောက်ဆုံးညဓမ္မရပင်ဒီကနေ့အောင်မြင်ရင်ပြီးဆုံးပြီမနေ့ကဆိုရင်အခမ်းအနားတိရဘောတော်ဒီကနေ့ဟာအောက်တော်ကရမောဘုရားကောင်းများဝိကရမောနာယေတာဆရာတော်လည်းမဟာကမနာစရိယကုဏပူဇာတဲ့ဒီတရားနိုင်ရဲ့အောင်မြင်ခဲ့ပါပြီဒါကြောင့်ဒီကနေ့ဟောအောက်တော်ကရမောဘုရားကောင်းများနောက်များပါလေဒီကနေ့တရားနိုင်ရဲ့အောင်မြင်ခဲ့လို့ဘဝမှာဒါနသီလဘာဝနာတရားတွေမင်းတန်တန်ပါလို့ပြုရှင်ပေါ်လာတဲ့အခါမှာလည်းဉာဏ်ဉာဏ်ပြုလို့ပြီးတော့ဘုရားတရားတွေဉာဏ်ဉာဏ်ဆန်းဆန်းပြုလို့ကြရပြီးတော့တရားနိုင်ရဲ့အောင်မြင်သောပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစေလို့ဒီလိုမျိုးဘုရားဆုတောင်းပေးတာဘုရားရင်းနဲ့အဘမဒေနာနမဒေနာအဘမဒေနာနမဒေနာအဘမဒေနာမမေမရေနမောဘောပါသံဃာပတိပညာရာတို့ဖြင့်မေမေတန္တမတာတိလာဘာဝနာပိသောကုသိုလ်ပြုလို့ရှင်
အဘိဓမ္